1383 ခုနှစ်ဝါကောင်လဆန်းရှိရ9ရက်8လ2017တနင်္ဂနွေနေ့အောင်လံမြို့ကျက်သေးဆောင်ဆူတောင်းပြည့်ရွှေပြောင်ပြောင်ဓမ္မယုံရွှေပြောင်ပြောင်ဖရာကြီးအဘိဓမ္မာတရားပွဲဖြစ်ပါတယ်အောင်လံမြို့စေုံရလမ်းမတော်လမ်းနေကိုသိန်းအောင်မညွန့်ညွန့်သေးသမီးမခိုင်ဖြူဖြူကျော်မခိုင်ဖြူဖြူကျော်ပြည်တိုင်းတောင်တိုင်းရင်ယုံနှင့်စမှုလုပ်ငန်းမိသားစုတို့၏ကောင်းမှုရှိကြိမ်မြောက်ကောင်းမှုဖြစ်ပါတယ်အဘိဓမ္မာအလူရှင်မိသားစုနှင့်တကွကြွား၍တရားနာကြကုန်သောအပရိသပေါင်းသူတော်ကောင်းတို့အားဓမ္မနောကအဖြစ်ပြန်လည်ချီးမြှင့်ဟောကြားတဲ့တရားတော်မှာဝိပဿနာကျင့်သူတို့၏လိုက်နာရမည့်စည်းကမ်းချက်များပါလေဦးဇင်းတို့တရားတွေဟောခဲ့တာများပြီဒီတစ်ခါတော့တရားကျင့်တဲ့ပုဂ္ဂိုလ်တွေရဲ့လိုက်နာမယ့်စည်းကမ်းချက်တွေအဲ့ဒါကမြတ်စွာဘုရားဟောတဲ့တရားတော်ပါမြတ်စွာဘုရားဟောတဲ့တရားတွေကိုဦးဇင်းတို့ကကိုးကားပြီးတော့အထောက်ထားနဲ့အတိတ်ဘက်ကိုအခြေချဲ့ပြီးတော့တရားဓမ္မတွေကိုရှင်းမြောက်ရတာဦးဇင်းတို့ရဲ့တောင်းပါပဲသို့တော်လည်းပဲဒီအချက်လက်တွေကိုမသိကြတဲ့အခါကျတော့မြတ်စွာဘုရားရဲ့ပေးတဲ့သာသနာအမွေကိုမသိတော့တရားကျင့်ရတာဟာကြောက်တာတွေရောလန့်တာတွေရောပြင်းတာတွေရောညင်းငွေတာတွေရောမအားပါဘူးဆိုပြီးလွယ်လွယ်နဲ့ပယ်ချလိုက်တာတွေရောများပြန်တယ်အဲ့ဒီမှာတခါကျင့်တဲ့ပုဂ္ဂိုလ်တွေကိုကြည်ပြန်တော့လေတရားဆိုတာဒီလိုပဲဓမ္မအောင်နဲ့သွားထိုင်ခြင်းဘုရားရှင်ရှိခြင်းတဏှာရီလောက်ကျင့်တော်ပြီငါတော့ဒီနေ့တရားကျင့်ရတာတောင်းကြည့်ပြီးငါအပြင်တရားသမားဖြစ်နေပြီရိတ်တာသွားပြန်တော့လေရိတ်တာမှာအခုလိုပဲကျင့်ကြပြန်တော့လေငါတို့အပြင်ရိတ်တာတဲ့တရားကျင့်နေတဲ့တကြောင်ငါတို့ကတကယ်တရားကျင့်တဲ့ပုဂ္ဂိုလ်ငါတို့ကတရားကျင့်တယ်လို့အဲ့လိုသတ်မှတ်ကြပြန်တယ်အဲ့လိုသတ်မှတ်ရင်ရနေပြီးတော့ဦးဇင်းတို့အခုအောင်လံသိန်းကိုရိတ်တာတရားစကားမှာကြတော့အောင်လံမျိုးကလူတွေကကြောက်နေကြတယ်ကြောက်နေတယ်ဆိုတဲ့အတွက်ကြောင့်သူတို့တွေကကြောက်နေငါတို့ကခေါ်နေငါဒါခေါ်နေတာကြက်မကြီးလို့ဖြစ်တယ်ကျောက်ကခင်ဗျားတို့ရွှေပြောင်ပြောင်အဖွဲ့ကတော့ခတ်ပြောင်ပြောင်ပဲရွှေပြောင်ပြောင်ဆိုရကြခတ်ပြောင်ပြောင်ပဲသူတို့ကဘဲလေးတွေနဲ့တူတယ်ကြက်မကြီးဥတော့ကြက်ပိုင်ရှင်ကဥလေးတွေထုတ်ပြီးဘဲလေးတွေထည့်ထားတော့ကြက်မကြီးမသိချာအချိန်တန်ပေါက်လာတော့ဘဲဆိုတော့ကုန်းမော်မနေဘဲနဲ့ရေထဲဆင်းတော့ကြက်မကြီးကရေနစ်မှကြောက်လို့ကုန်းမော်ကနေတကော့ကော့နဲ့သွေးထွက်မတအောခေါ်တာရေထဲကဘဲလေးတွေကကုန်းမော်တက်သလားရေထဲပြောနေရတယ်ဟုတ်ပြီကျမကြီးရဲ့မေတ္တာတရားနဲ့အတင်းကုန်းမော်ကိုခေါ်တင်နေတာကိုဘဲလေးတွေကသိကြရလားသိပါဘူးဗျာမသိတော့သူတို့ကဘယ်မှာပြောနေလဲအဲ့ဒါဘယ်အဖွဲ့ပါလဲခပ်ပြောင်ပြောင်ဒီဘလောက်ခေါ်မောပြန်ပါအဲ့တော့မေတ္တာတရားတွေနဲ့ကြီးမားပြီးတော့နစ်မာကြောက်လို့ဆိုပြီးတော့တကုတ်ကုတ်နဲ့မနာတော့ဗဇက်ကသွေးထွက်အောင်ခေါ်ပေမဲ့ရေတွေကဘဲလေးတွေကတော့ပြောနေကြအဲ့ဒီကြားတဲ့ပြောသေးတယ်ဟဲ့သင်းသွားမကျင့်နဲ့တဲ့အရှင်လတ်သနေတာဒီထဲမှာမြန်ပါသေးလားတရားကအောင်နေရှာမတွေ့ဘူးပြောက်ငါကတော့တရားပြတယ်သူတို့ကငါတို့အရှင်လတ်သနေတာမှန်နေမမှန်ဘူးလားကျုပ်အရှင်လတ်မသတ်ဘူးလားမသေးခင်ရှင်တုံးမှာမသေးခင်ရှင်နေတုံးမှာတန်တရားကဆွဲလာတဲ့ဒိဋ္ဌိတို့တဏှာတို့ကိုအရှင်လတ်ကြီးမသတ်ဘူးလားဟုတ်တယ်နည်းနည်းလေးလွဲပါသူတို့ကလူသတ်တယ်ထင်တာလူသတ်တာမဟုတ်ဘူးရှင်နော်အရှင်လတ်သတ်တယ်ဆိုတာသိရင်မှသိရင်အစစ်ပဲအရှင်လတ်အခုเจ้าမှာဆိုနာယီရှိကြည့်နေကြတာအရှင်လတ်သတ်နေတာတချို့ကပြောသေးတယ်အိမ်ကယောက်ျားတောင်ဒီလောက်မရက်ဆက်ဘူးဒီဖုန်းကြီးကြမှာအနုနည်းနဲ့ရက်ဆက်တယ်ဆိုတာပါသေးတယ်ဟုတ်လဲဟုတ်တာပဲအလျှော့ပေးလို့ရှိရင်တဏှာနောက်လိုက်ပြီးချောင်းနေကြတာလူဆိုတာအချောင်းမကြိုက်ဘူးလားအကြောင်းကြိုက်တယ်အဲ့ဒါကြောင့်မလို့တရားကျင့်တဲ့ပုဂ္ဂိုလ်တွေရဲ့လိုက်နာရမယ့်စည်းကမ်းချက်တွေကိုမြတ်စွာဘုရားကဟောကြားတယ်မဟောကြားမီမြတ်စွာဘုရားကအမွှန်းတင်လိုက်သေးတယ်ငါဘုရားပေးမဲ့တရားဟာတဲ့ကိုယ်ဤဆင်းရဲခြင်းစိတ်ဆင်းရဲခြင်းမှလည်းချမ်းသာရရတယ်တဲ့မှတ်ထားနော်
ကိုဤဆင်းရဲခြင်းစိတ်ဆင်းရဲခြင်းမှလည်းချမ်းသာရရတယ်တောကပရိဒီဝမိကိုလည်းငြိမ်းအေးတယ်ဘုရားကမပေးမီအမွန်းတင်တာတောကပရိဒီဝမိကိုလည်းငြိမ်းသေးတယ်အရိယာမက်ကိုလည်းရောက်တယ်နိဗ္ဗာန်ကိုလည်းမျက်မှောက်ပြုနိုင်တယ်တဲ့မြတ်စွာဘုရားပေးမဲ့တရားတော်ကြီးကမကောင်းဘူးလားခင်ဗျားတို့ယူပြီးပြီလားမယူသေးဘူးဘာဖြစ်လဲမအားဘူးလို့ဩမြတ်စွာဘုရားကလည်းကြက်မကြီးလိုပဲလေးသိချင်းတဲ့ကဘာတသိအသက်ချွေးသတိပြီးတော့အသက်ကိုချွေးအသက်ကိုသတိတာသူများကသတ်စားခြင်းပါတယ်ဆိုရင်ထည့်ဘူးလိုက်သတ်ခံတယ်နော်မျက်လုံးတစ်လုံးဖောက်ပေးပါဆိုဖောက်ပေးတယ်ဘာဖြစ်လို့လုပ်တာလဲအခုလိုတရားနာမဲ့ပုဂ္ဂိုလ်တွေသူတို့သာပါရမီဖြည့်တဲ့အခါမှာသာသနာပေါ်တဲ့အခါမှာကြုံတဲ့ပုဂ္ဂိုလ်တွေအတွက်အခုခင်ဗျားတို့မကြုံကြဘူးလားကြုံနေတယ်တခိုင်ဥထုံးမရောမပါဘူးလားပါပါတယ်ဗျာဟုတ်ပြီဥထုံးမတွေလည်းပါတယ်နော်ကံကောင်းလို့သာသနာနဲ့ကြုံတဲ့ထဲမှာပါကြပြီပါတဲ့ပုဂ္ဂိုလ်တွေကိုယူကြပါစေဆိုပြီးတော့မြတ်စွာဘုရားကအသက်ချွေးသတိပြီးတော့မရင်းဘူးလားရင်းတယ်ရင်းပြီးတော့ရလာတဲ့သာသနာကြီးလည်းပေါ်လာရောမြတ်စွာဘုရားကဘလို့ပေးတယ်အောင်မလို့လဲခြေသားခြေသမီးတို့ငါပေးမဲ့တရားတော်အဖြစ်ကိုဤပင်ပန်းခြင်းစိတ်ပင်ပန်းခြင်းမှလည်းငြိမ်းအေးပါတယ်တဲ့တောကပရိဒီဝါပြီးလည်းငြိမ်းပါတယ်တဲ့နော်အရိယာဘက်ကိုလည်းရောက်တယ်နိဗ္ဗာန်ကိုလည်းမျက်မှောက်ပြုနိုင်တယ်လို့အာမခံချက်ကိုရှည်တန်းတင်လိုက်တယ်အခုတော့ယောဂီတို့တနေ့နော်လှုပ်ရှားနေကြတာစိတ်ထဲမှာငြိမ်းချမ်းမှုရှိကြရဲ့လားကိုဤပင်ပန်းခြင်းစိတ်ပင်ပန်းမှုမှငြိမ်းချမ်းမှုရှိကြရဲ့လားသေချာနားထောင်တော့ဘုရားကတော့ငြိမ်းချမ်းခြင်းလို့ငြိမ်းအေးခြင်းလို့တော့ကနေ့စဉ်နဲ့မြဒုက္ခပါပဲလို့ပြောနေတဲ့အခါမှာမိတွေတောကမိတောက်မလာဘူးလားအဲ့တော့လောကမှာမိတွေတောက်ပြီးကိုကြီးပင်မခြင်းစိတ်ပင်မခြင်းမိုးလင်းလို့လည်းမသိနော်ထပြန်ပြီးအေးမောတော့လည်းထတာလည်းစိတ်ကလည်းပင်မန်းအေးမောတော့ရုပ်ကလေးတော့လေးနေတဲ့ရုပ်ကြီးနဲ့အတင်းထသွားလဲရုပ်ကပင်မန်းနေပူတော့လဲပူတဲ့အခါကျတော့ရုပ်ကြီးကပူလောင်ပြီးတော့ချွေးတွေတရွှဲနဲ့ပူလောင်ရုပ်လည်းပင်မန်းစိတ်လည်းပင်မန်းနီးမှမသိဝေးမှမသိသွားတဲ့အခါရုပ်လည်းပင်မန်းစိတ်လည်းပင်မန်းဒီကနေရန်ကုန်ကိစ္စရှိလို့သွားပြီဆိုတော့မိမိရဲ့တာရည်သမီးစီးပွားကြီးကြောင့်ရန်ကုန်ကိစ္စရှိလို့သွားပြီဆိုတော့ကားပေါ်စီးပွားတော့ကိုယ်စီးဝမ်းသွားခြင်းတော့ရိုက်ချင်တိုင်းရက်လို့ရရဲ့လားချောင်းချောင်းကြီးရောစီးရရဲ့လားအဲ့တော့စိတ်ရောရုပ်ရောမစီးရဘူးလားစီးရပြန်လာပဲဒါလည်းမမိဘူးအဲ့တော့နေဘူးမရှောင်မိုးရိပ်ပါတဲ့သွားတော့လဲမိုးတဲ့တရွှဲနဲ့နော်လေတဝီတိုက်တဲ့ထဲမှာလဲတာရည်သမီးစီးပွားကြီးတဲ့သွားတယ်လဲကိုကြီးလည်းပင်မစိတ်လည်းပင်မအဲ့ဒီလိုနဲ့တရားဓမ္မတွေနေ့စဉ်နဲ့မြကိုရောစိတ်ကောပင်မပြီးတော့ဒုက္ခပါပဲဆိုတောကပြီးမိတွေတောက်မနေဘူးလားတယောက်ထဲလားအကုန်လုံးဩမိဘုံကြီးတွေရထဲရွာတဲ့ဘာကြီးတွေလည်းအောင်မြင်လူတွေပုံနေရလားမီးတွေပုံနေလားဩမိဘုံကြီးဆိုတာမီးစားတွေလောင်စားတွေစုပုံပြီးတောက်နေတဲ့နေရာကြီးကိုမိဘုံလို့ခေါ်တာဟုတ်ပြီလားအခုရွှေပြောင်ပြောင်ဖွဲ့ရဘာဘုံကြီးဖြစ်နေမိဘုံကြီးပါပဲသူတို့ကတော့အေးတနခါလေးပန်းနဲ့မိပဲပုံသလားဘာလဲတော့မသိအေးပဲဟုတ်ပြီလားအဲ့တော့တရားကျင့်ရမှာကြတော့ခန္ဓာကိုယ်ကြီးနာမှာကြောက်တယ်လို့ကြောက်ပြီးတော့ကိုယ်အသားလေးနာမယ်ထင်ပြီးကြိုက်တာခိုက်တာနာနာကြီးမထိုင်နိုင်ပါဘူးဆိုတော့မကြောက်ပါဘူးလားကိုယ်အသားလေးရွှေလူဥနေတဲ့နော်မရွှေနုတို့ရေဟုတ်ပြီလားတရားထိုင်မှာကြောက်တယ်ဆိုတာနာလို့ကြောက်တာမဟုတ်ဘူးလားဒီရုပ်ကြီးကြာတိုင်းနဲ့နာတော့ကြောက်တယ်ဆိုတော့ကိုယ်အသားနာမှာကြောက်တော့ကိုယ်အသားလေးရွှေလူဥထတာကြာနေတာပဲဟုတ်ပြီလားအဲ့တော့တရားထိုင်မှာကြောက်တယ်နာနာကြီးထိုင်မှာကြောက်တယ်အသားနာမှာကြောက်တယ်ဆိုတာဘယ်ဖွဲ့ဖြစ်သွားလဲရွှေဥတို့ဖွဲ့ရွှေနုတို့ဖွဲ့ဖြစ်သွားတာပဲဟုတ်ပြီလားနုကလေးနော်ကြမ်းမလုပ်ချင်ဘူးတဲ့တရားထိုင်တာကြမ်းနေတဲ့သားစာမရစာကြတော့ကားတိုက်လှေမောက်မိုးကြိုးပြည့်လိန်ပြကြငုတ်ထိုးတို့ဘာပြည့်အဲ့ဒါကြတော့ကြောက်သလားမကြောက်ဘူးအဲ့ဒါကြတော့ငါမရှိရင်မဖြစ်ဘူးတဲ့ဥပဒေတင်သွင်းတယ်ကိုတင်သွင်းတဲ့ဥပဒေကိုကိုယ့်ဘာကိုလက်ခံပြီးကိုယ့်ဘာကိုဟုတ်တယ်လို့မဆုံးဖြတ်ဘူးလားကိုယ့်ဘာကိုတရားသူကြီးလဲကိုယ့်ဘာကိုရှင်းနေလို့ကိုယ့်ဘာကိုပြဿနာကြကိုယ့်ဘာကိုအမှုဖွင့်ကိုယ့်ဘာကိုယုံတင်ပြီးကိုယ့်အမှုကိုယ့်ဘက်ကိုလိုက်ပြီးဆုံးဖြတ်ကြတော့ဟုတ်တယ်တရားလာခြင်းမှာကြတော့ငါသေရင်နောင်ပေးငါမကျင့်လို့မရဘူးဆိုပြီးတော့ကဲနေခဲ့ဟာငါတော့အကြောင်းသွားပြီးတရားကျင့်မယ်ဆိုပြီးတော့အဲ့ဒီလိုတော့ဆုံးဖြတ်ရလားမဆုံးဖြတ်ဘူးတကားလည်းမဆုံးဖြတ်ဘူးတက္ကမလည်းမဆုံးဖြတ်ဘူးတကယ်လို့သွားမယ်ဆိုတော့ရှင်ဘယ်လိုဖြစ်မလဲကြောက်ဒီမှာတယောက်တည်းဘယ်လိုလုပ်ပါမလဲတဲ့ဖန်တာတယ်အဲ့ဒါကြတော့အဲ့ဒီတားဆီးချက်ကိုလွယ်နဲ့လက်ခံပြီးဟုတ်တယ်လို့အမိန့်ချရတာကြောင်းလာသေးလားမလာတော့ဘူး
ဘုန်းကြီးရတာရွာတဲ့ခဏခဏကြွပါအောင်ဗျာဘယ်နေ့တရားပွဲလာပါအောင်ဗျာတဲ့ခင်ဗျားတို့ကြောင်းလာလို့လားမလာဘူးမနေတော့ဘုန်းကြီးကလာရတာပဲအဲ့ဒါကြောင့်မလို့တရားကျင့်တဲ့ယောဂီတွေရဲ့တရားကျင့်တဲ့အခါမှာပြည့်စုံရမယ့်အင်္ဂါရပ်တွေစည်းကမ်းချက်တွေရှိတယ်အဲ့ဒီမြတ်စွာဘုရားပြီးမဲ့တရားတော်ဟာအလုံးမကိုယ်စိတ်ကိုချမ်းသာတယ်အရိယမကိုရောက်တဲ့သောကပရိဒီဝမှုကိုညီရင်နဲ့နိဗ္ဗာန်ကိုမျက်မှောက်ပြုနေတယ်အဲ့နိဗ္ဗာန်ဆိုတာတန်တန်ငြိမ်သက်စွာသောယံပရံအကျင့်နိဗ္ဗာန်ဒီအထိရှိ၏တဲ့မေတ္တာသုတ်နဲ့ဘုန်းကြီးတွေဆုံးကြီးကိုကြီးကြရင်ရွတ်တာမကြဘူးလားရတာနုဘဝတော်ပေါ့ယတနုဘဝတော်နဲ့ရွတ်သွားတဲ့ထဲမှာယောဂီတို့အကုန်လုံးကြားဘူးတဲ့အဲ့ထဲမှာအနှစ်တွေပါတယ်ဗျာအဲ့ထဲမှာယန္တတန္တံပရံမိသမိဇာတကောဥစုဇာသုစုဇာတဝဇသတမုဒ္ဒအနာတိမာနိတန်တုံတကောဇာသူပရောဇာအပါကိဇောဇာတန်လောကဝုတိတန်နေနရိယောဇာနိဘကောဇာအဘကဘောကုလေသောအနနုကေတောနဇာဂုတ္တမာစရိကေစီယေနာဝဉ္ဇုဝတေဥပဝရေယုံဆိုပြီးတော့အဲ့ဒီလိုဘုန်းကြီးတွေရွတ်သွားတာခင်ဗျားတို့မကြားဘူးလားအဲ့ဒါပါတယ်လေမသိမေတ္တာသုံးတဲ့အဲ့ဒါခင်ဗျားတို့မှတ်တာသာသနာအမွေကြီးတရားကြည့်မဲ့ယောဂီတွေသို့မဟုတ်နိဗ္ဗာန်ကိုမျက်မှောက်ပြုလို့တဲ့ပုဂ္ဂိုလ်တွေကိုနော်ဟောကြားတဲ့တရားတော်ခေါ်တယ်တန်တန်ငြိမ်သက်စွာသောယံပဒံအကျင့်နိဗ္ဗာန်သည်အတ္တိရှိ၏ဟောတန်တန်နဲ့ဆိုတာတန်တန်နာကြားတာဘာမှမသိဘူးတန်တန်ဆိုတာငြိမ်သက်တောကမိတွေဟုံတောက်မှုမှငြိမ်နေတယ်ပရိဒီဝမိတွေချုပ်နေဒုက္ခဒေါမနတာတွေမရှိတော့ဘူးတဲ့နော်တောကပရိဒီဝဒုက္ခဒေါမနတာဥပယာတာဆိုတဲ့7ပါးမိလွတ်ပြီးတော့ငြိမ်နေတဲ့ဓာတ်ကလေးဆိုတာရှိတယ်တဲ့မရှိဘူးလားခမရတို့မှရှိသလားဘုရားကတော့ပေးဖို့ဆိုလေးသိချင်းတဲ့ကဘာတသိပါရမီဖြည့်ပြီးတော့ကုံယုံပြီးတော့အသက်ကျွေးသတိလာတာရော့ဆိုလဲပေးရောဟင်းနဲ့ပြေးသွားတယ်အဲ့ဒါဘာကြောင့်လဲတော့မသိဘူးနော်အဲ့တော့မှတန်တန်ငြိမ်သက်တယ်ယောဂီတို့ရဲ့အတွင်းသဏ္ဍာန်မှာကျတော့7ပါးမိတောက်တော့ဒီစိတ်ကလေးကငြိမ်သက်ရဲ့လားကဲယောဂီတို့အခုဦးစင်းနဲ့တရားနာနေတဲ့အချိန်မှာ2မိနစ်လောက်ကလေးစိတ်ကလေးကိုဘယ်မှမတွေးမတော်မစင်ခြင်းမစင်စားမဝေဖန်ဟိုပြေးဒီပြေးဟိုတွေးဒီတွေးမတွေးပဲနဲ့1မိနစ်လောက်ကလေးငြိမ်ပြီးတော့ခဏလေးတော့ပိတ်သလိုစိတ်ကလေးတွေချုပ်ပြီးတော့ရပ်နေကြည်သံကဲစိတ်ကလေးတွေရပ်ထားကြည်သံဘာမှတွေးတော်မှုမရှိစင်ញင်မှုမရှိစဉ်းစားဝေဖန်မှုမရှိဟိုရောက်ဒီရောက်ဘယ်မှမရောက်ဖ ೇನೆ အကုန်လုံးရပ်ထားလိုက်စမ်း1မိနစ်လောက်ရပ်ကြည်သံရပ်လို့ရရလားစိတ်ကလေးတွေးမှုကြံမှုလေးတွေပေါ်နေလားချုပ်နေလားဟိုတွေးတွေစိတ်ကလေးတွေရပ်လို့ရရလားရလားစဉ်းစားမယ်နော်ဘာမှမတွေးမတော်မကြံသည်မစဉ်းစားမစင်ញင်မသုံးသပ်နော်မမျောမလွင့်ပဲနဲ့စိတ်ကလေးကဘာမှမရှိပဲနဲ့ချုပ်ပြီးရပ်နေတာလေးရပါမလားအဲ့ဒါစဉ်းစားမှာအလွန်ကြောက်เสียကောင်းပါလေမှတ်ထားပါအလွန်မှကြောက်เสียကောင်းတယ်အဲ့ဒီစိတ်ကလေးကစောက်တရားမရဟိုပြေးဒီပြေးဟိုတွေးဒီတွေးဟိုကြံဒီကြံနဲ့ကြံနေတာသေကံဤသုတိစိတ်မှာအဲ့ဒီစိတ်ကလေးကဗယံဗရာဖယိုဖယဲဖြစ်ပြီးတော့ဘယ်ရောက်လို့ဘယ်ပေါက်မှမသိဖမ်းလို့ရရဲ့လားမရဘူးဖမ်းလို့မရတော့ဖမ်းလို့မရတဲ့နော်ရွာကြီးကထိမ့်သိလို့မရဘူးတဲ့သူ့ဘာသူတိုးကြင်တိုးသွားကြင်သွားနော်ဖြစ်နေတာခွေးကြင်ခွေးဖြစ်နေတော့သိုးသွန်းနေတယ်တဲ့အခုလိုပဲစိတ်ရိုင်းဟာတဏှာထဲမှာငြိမ်ငြိမ်မနေပဲနေတဲ့ဟိုပြေးဒီပြေးဟိုတွေးဒီတွေးဟိုရောက်ဒီရောက်ပြီးတော့မျောပြီးလွင့်နေတယ်သေကံကြီးကြတော့လာရဂတိကိုယူတဲ့အခါမှာကိုယူခြင်းဟာယူပြီးတော့ဟိုဘက်ဘဝကိုသွားလို့မရပါဘူးအခုလိုစိတ်ကလေးကဟိုတွေးဒီတွေးဟိုပြေးဒီပြေးပြေးနေရင်နဲ့ပြေးတဲ့အာယုံကိုအကြောင်းခံပြီးတော့အဲ့ဒါဘဝရသွားတာမိမိစိတ်ကလေးကိုအိန္ဒြိယတံဝရသီလဆိုတဲ့အစိုးရအုပ်ချုပ်တဲ့သီလဝရိယတို့ရဲ့အုပ်ချုပ်မှုမရှိခြိတိုင်းမရှိတဲ့နွားဟာဗယံဗရာနဲ့ရှောက်တိုးနေသလိုနော်အိန္ဒြိယတံဝရသီလမရှိတဲ့စိတ်ကလေးကဗယံဗရာနဲ့ရှောက်ပြေးနေတယ်အဲ့လိုပြေးတဲ့စိတ်ကလေးဟာပြေးခြင်းဟာပြေးသွားလို့ဖြတ်ခစုလဲချုပ်သွားတော့ရောက်ခြင်းဟာရောက်သွားတာဒီမှာကတော့အမြနေတာပြောနေတာမရတော့ဘူးဘာဖြစ်လို့လဲဗယံဗရာနဲ့ပြေးသွားတာပြေးတဲ့စိတ်ကလေးကရောက်ခြင်းဟာရောက်ပြီးရောက်တဲ့အာရုံနဲ့တွဲပြီးကနေတာဒီခန္ဓာကိုစွန့်ပြီးနောက်ခန္ဓာသွားပေါင်းအဲ့တော့မှတရားဓမ္မတွေအခုလိုတရားမကျင့်မဲနဲ့နော်အခုလိုလွတ်ထားတဲ့နယိုင်းကြီးလိုစိတ်ကြီးရိုင်းကြီးကရှောက်ပြေးနေတာအဲ့ဒီဗယံဗရာနဲ့ထိမ့်မြောင်ပြေးနေတဲ့စိတ်နဲ့သေလို့ရတော့တပိတ်မတော့နဲ့ဘုံကြီးပဲရသွားမှာအဲ့ဒီရမှာမဟုတ်ဘူးအဲ့ဒါကြောင့်မလို့အိန္ဒြိယတံဝရသီလအရေးကြီးတယ်လို့ခေါ်တယ်အဲ့ဒီစိတ်ကလေးဟာမငြိမ်သက်တော့
ငြိမ်သက်နေတဲ့နိဗ္ဗာန်ဓာတ်ဆိုတာမျက်မှောက်ပြုလို့ရပါမလားမရနိုင်ပါဘူး။ဩနိဗ္ဗာန်ဓာတ်သည်တန်တန်ငြိမ်သက်အဘုသောကမီကင်းပြီးတော့မရွေ့မရှားပဲနဲ့နေတယ်။သင်အာသင်္ကရဓာတ်ပြုပြင်တဲ့ဓာတ်မရှိဘူး။ခင်ဗျားတို့ဟိုတွေးဒီတွေးဟိုကြံဒီကြံပြုပြင်မနေဘူးလား။အဲ့ဒါကသင်္ကရဓာတ်နိဗ္ဗာန်သည်အာသင်္ကရဓာတ်မပြုမပြင်းတဲ့ဓာတ်ဟုတ်ပြီလား။အာနိမိတ်တာတဲ့ခင်ဗျားတို့မှာသားနမိတ်သမီးနမိတ်စီးပွားနမိတ်အိုးနမိတ်အပေါင်းအသင်းနမိတ်အဲ့လိုအားဖြင့်အာယုန်နမိတ်တွေနဲ့ပေါင်းနေတယ်နိဗ္ဗာန်ကအာနိမိတ်တာတဲ့ဟောစဉ်းစားအဲ့လိုနမိတ်နဲ့ပေါင်းနေလို့ရှိရင်ထိုနမိတ်ရဲ့ဒုက္ခအာယုန်နဲ့တွေ့လို့ရှိရင်လောဘမကြည်နပ်တဲ့အာယုန်နဲ့တွေ့ရင်ဒေါသမနာလိုရင်မာနဆိုတော့စိတ်မှာဘာတက်သွားပြီလဲအာကုသိုလ်တက်သွားပြီဘာတက်သွားပြီလဲဘာဖြစ်လို့တက်တာလဲမငြိမ်သက်လို့လိုက်ပေါင်းလိုက်တွေ့ထီအာယုန်နဲ့လိုက်ပေါင်းနေတော့ပေါင်းတဲ့အာယုန်နဲ့ဆက်ဆံရတယ်ဆက်ဆံတဲ့အခါကျကောင်းရသနဲ့တွေ့ရင်ဝမ်းမြောက်လိုက်တာဝမ်းသာလိုက်တာလူကျင်လိုက်တာငါမရတယ်ငါမရှိတယ်ဒါတွေပြက်မှကြောက်တယ်သောကပရိဒီဝါမီရောက်တယ်ဆန်းကျင်ပဲအောင်နဲ့တွေ့လို့ရှိရင်တနှုံနှုံဆင်းရပြန်တယ်အဲ့အတွက်ကြောင့်ဒီစိတ်ကလေးကမငြိမ်သက်ဘူးတဲ့အဲ့တော့နိဗ္ဗာန်ဆိုတာကငြိမ်သက်တယ်ဆိုတာတတ်တာမဟုတ်ဘူးအဲ့ဒီအာယုံ၅ပါးနဲ့ဆက်ဆံတဲ့စိတ်တွေကိုအာယုံမှာအာသဝတွေယူစည်းနေတာကိုစွန့်လွတ်လိုက်တာခြုံငိမ့်သွားတာအဲ့အတွက်ကြောင့်မလုံမရှားတော့ဘဲနဲ့ငြိမ်သက်သွားတာပိညာဘောက်မှာတင်ထားတဲ့ရည်စက်ကလေးလိုမလုံမရှက်နဲ့ကြည်လင်အေးမြပြီးတော့တန့်ရှင်းနေတယ်အဲ့ဒါကနိဗ္ဗာန်တယောဂီတို့ရဲ့စိတ်မှာကြတော့ပြေလွာပြန့်လူပြီးတော့ရောက်ရအောင်နဲ့လောဘဒေါသတွေနဲ့ပေါင်းပြီးတော့သောကပရိဒီဝါမီတောင်းမနေဘူးလားတောင်းနေကြတယ်အဲ့ဒီလိုပဲသေသွားတဲ့အချိန်မှာသုတိစိတ်ကြတဲ့အခါကျတော့ဖမ်းမရသိမ့်မရတဲ့ဒီစိတ်ဒီအဲ့ဒီလောဘအာယုံလောဘနိယနဲ့တွဲသွားလို့ရှိရင်ပိဋ္ဌာအာယုံဒေါသနဲ့ဆက်ဆံလို့ရှိရင်ငရဲပြေဆိုပြီးတော့တန်းရောက်သွားတာအေးအဲ့ဒါကြောင့်မလို့အရိယာသူတော်ကောင်းတွေကကြောက်ကြတယ်တထေးကြီးမဖြစ်ရင်နေပါသည်အရာရှိကြော်ကြီးမဖြစ်နေပါသည်သမရာကြီးမဖြစ်ရင်နေပါသည်နိုင်ငံကျော်ကြီးမဖြစ်နေပါသည်ဒီစိတ်ကလေးကိုလုံလုံခြုံခြုံနဲ့အာယုံကာမဂုဏ်နဲ့မဆက်ဆံပဲနဲ့တဏှာမှာသိသိထားနိုင်ရင်တော်ပါပြီဟုတ်ပြီလားခင်ဗျားတို့လောကမှာဘလောက်ချမ်းသာဘလောက်ပဲအာနာကြီးဘုံကြီးအာယုံကာမဂုဏ်မှာဆက်ဆံပြီးမထိမ့်သိမ့်တဲ့ပုဂ္ဂိုလ်ဒီမသေးခင်တာတထေးပဲတကြွယ်ကြီးပဲသမရာကြီးပဲလို့ရေတွက်ပြီးတစိတ်ကြီးခတ်နေပြီနဲ့သေတဲ့အခါကျတော့ဗယံပရာဖြစ်တော့ဟိုဘက်ကျတော့ငရေလိမ့်ဆံပိတ်တာကျတော့တစိတ်လက်ခတ်လို့ရသေးလားသမရာကြီးဘယင်ကြီးဆိုရှိသေးလားမရှိတော့ဘူးနော်ခဏတာလေးပါဟုတ်ပြီလားခဏတာတဘောတာမရမဲ့စိတ်ကလေးကိုသာသနာနဲ့ကြုံပါလဲနဲ့ကြိုတင်ပြီးတော့ချိုးတင်ချီနှောင်သိမ့်သိမ့်ထားမှုမရှိဘူးပရိအုပ်ထားမှုမရှိဘူးဆိုရင်သေမဗယံပရာနဲ့ထွက်ခရရင်လောကသာသနာနဲ့ကြုံရကျိုးဆုံးရှုံးပြီဟိုဘက်တန်ត្រာဝေဩဃထဲမှာဘယ်လိုရောက်လို့ဘယ်ပေါက်မှမသိတဲ့ဘဝတွေကိုရောက်သွားပြီအဲ့ဒါကြောင့်မလို့တန်တန်ငြိမ်သက်တဲ့ယံပရံအကျင့်နိဗ္ဗာန်သည်အတ္တိရှိ၏တဲ့ယောဂီတို့မြတ်စွာဘုရားကငြိမ်သက်နေတဲ့ဓာတ်နိဗ္ဗာန်ချမ်းသာရှိပါတယ်တဲ့အဋ္ဌိပစ္စည်းနဲ့ပြထားတယ်ငြိမ်သက်နေတဲ့ဓာတ်ကငြိမ်နေတာကိုမငြိမ်မဲနဲ့ပြေးလွှားနေတော့အောင်ပြုလို့ရပါမလားအဲ့လိုဆိုမငြိမ်သက်တဲ့ပြေးလွှားနေတဲ့စိတ်တွေကိုမသိခင်ကကြိုတင်ထိမ့်သိမ့်နော်တည်ငါဝိခာမနသမုတ်စီတာအားဖြင့်ထိမ့်သိမ့်ပြီးတော့ကမ္မထမ်းဆိုတဲ့အာယုံတစ်ခုမှစိတ်ကလေးကိုချီနှောင်ပြီးတော့ကိလေသာနဲ့လွတ်ကင်းတဲ့နေရာမှာသိမ့်စီပြီးစင်ကြယ်တဲ့စိတ်ကလေးနဲ့မဲ့အင်္ဂါတွေနဲ့ပေါင်းပြီးတော့ပြေးလွှားအောင်ရုန်းကန်အောင်လုပ်နေတဲ့လောဘဒေါသကိုပယ်သလိုက်မယ်ဆိုဒီစိတ်ကလေးကငြိမ်သက်မသွားဘူးလားအဲ့ဒီလိုမလုပ်ဘဲနဲ့ဒီတိုင်းနေလို့ပြီးပါမလားပြီးတာကတော့ပြီးတာပေါ့ဗျာနော်ဘလို့ပဲဖြစ်ဖြစ်စားဖို့ပါပဲနေဖို့ပါပဲဝတ်ဖို့ပါပဲနော်ဒီယုတ်ကြီးရေချိုးဖို့ပါပဲဒီမသားကြီးနဲ့ယင်းလာကနဲ့ပြီးဒီမသားလာကပေးခိုင်းပြီးတော့ကိုမသားရတဲ့လာကနဲ့ကိုမသားပြန်ကျွေးကိုမသားကနှိမ့်ဆက်ရင်ကိုမသားကိုပြန်ယူရမသားတတ်တော့လဲသေးတာပေါ့ပြီးတာပေါ့ဒါပဲရတယ်ဘာထူးသေးလဲထူးသလားဒါပဲနဲ့ထူးတာကတော့ဒီစိတ်ကလေးဟာဒီဘဝသုတိစိတ်ချိုးပြီးတော့ဗယံပရာနဲ့လွန့်ထွက်ပြီးရောက်ရဘောနောက်တစ်ခုနောက်ဘဝရုပ်ကိုပြန်ပြီးတော့အိုနာသိဒုက္ခကြီးကိုပြန်ဖွဲ့ပြန်ပြီဘာဖြစ်လို့လဲမထိန်သိမ့်နိုင်လို့ပြေးလွှားနေတဲ့စိတ်ကလေးကိုမထိန်သိမ့်နိုင်တော့နောက်တစ်ခါပြန်မဆောက်ဘူးလားအေးအဲ့တော့တရားဓမ္မတွေမြတ်စွာဘုရားကငြိမ်သက်တဲ့ဓာတ်ကိုရောက်အောင်ကြိုးစားကြပါတဲ့ငြိမ်သက်တဲ့နိဗ္ဗာန်ဆိုတာရှိပါတယ်တဲ့အဲ့လိုရှိပါတယ်ပြောတာနားမှာကြားနေပြီနဲ့ခမရတို့အောင်ပြုနိုင်ရဲ့လားမပြုနိုင်ဘူးနော်အဲ့ဒါကိုကြာနာခေါင်းထဲကိုသေးသေးချာချာထည့်စဉ်းစားဟောပြီနော်မြတ်စွာဘုရားအသက်ချွေသေးပြီးလေးသိချင်းနဲ့ကာဝရသိန်းရင်းပြီးတော့ငါတို့ကိုငြိမ်သက်တဲ့နိဗ္ဗာန်ကိုပို့ထောင်တဲ့ပိဋကကြီးသာသနာတော်ကြီးဖော်ထုတ်နေပါလျက်နဲ့တပိသံဃာတွေကလည်းအလကားကျွေးပြီးအလကားပေးနေပါလျက်နဲ့ဒုဒ္ဒတွေဒီမငြိမ်သက်တဲ့အောင်ကာမဂုဏ်မှာမျောနေပြီဆိုရင်သေတော့မသေးခင်လဲမျောနေတယ်သေတော့လဲမျောသွားတယ်တချို့မျောနေတယ်မျောနေဆိုအဲ့ဒါကိုပြောတာ
နော်မျောသွားတယ်မျောသွားပြီဆိုတဲ့အဲ့မှာသပိတော့မနေတော့မရတော့ဘူးအဲ့ဒီကနေအခုလဲမျောတယ်နောက်လဲမျောတယ်သန္တရာရင်ကျော်မှာမျောနေတာဘယ်ဖះနဲ့တွေ့တယ်ငါတို့ဒီကောင်းကမ်းမော်တောင်မော်မရောက်ပါလားမျောပြီးတော့ပဲနေရတဲ့ဘဝတွေကြာလာပါပြီနော်ခင်းကဝါလို့တဲစုမကပွင့်နေကြီးဖះတော်ရေတွက်လို့မရတော့ဘူးဆိုငါတို့တွေအခုကျဒီအိုတုံးနာတော့သေတုံးဖြစ်နေပြီအဲ့ဒါဘာဖြစ်လို့လဲဒီစိတ်ကလေးကိုမချီနှောင်လို့ဟုတ်ပြီလားအာယုံနဲ့မခွာလို့အာယုံကိုမစွန့်လို့အာယုံနဲ့မပယ်တတ်လို့ဒီလိုပဲနေကြတော့မှာလားကဲဦးဇင်းကမေးပြီရွှေပြောင်ပိဋကကြီးကိုကဲဒီလိုပဲမျောပြီးတော့ပဲနေကြတော့မလားခင်ဗျားတို့ကမမြင်ရလို့ပိဋကတွေဒီလိုပဲအပြုံလိုက်ကြီးပဲအဲ့တော့မှတန်တန်ညီသက်ဆိုသောယံပရံခြင်းနိဗ္ဗာန်ဤအတ္တိရှိတံပရံထိုနိဗ္ဗာန်ကိုအဘိဓမ္မင်္စဉာဏ်ဖြင့်မျက်မှောက်ပြုလိုသောသူသည်ကရဏီယကျင့်ရမည်ဟောပါတယ်လေမသိဘူးခင်ဗျားတို့မကျင့်ဘူးလေဟုတ်ပြီလားကျင့်တော့လဲဂျိုးပြီးအားဂျိုးပြီးနံပြီးအာသာပြီးပဲတဏှာဤတော်ပြီးတဏှာဤတော်နာယတရားရတာမဟုတ်ပဲတရားရအောင်ကျင့်မှတရားရတာငါတို့ဒီနေ့ကအဲ့ဒါပါလေအာစိဏကံဆိုပြီးလာထိုင်နေကောင်းတော့ကောင်းတယ်အိမ်မာနေတဲ့ဆိုတော့နည်းနည်းတော့တိုးတက်သွားတယ်သို့တော်လည်းအာစိဏကံနဲ့တင်သာသနာတော်ကြီးကရပ်သွားပြီနော်အရိယာမကိုမရောက်ဘဲနဲ့အာစိဏကံနဲ့ဂျိုးပြီးနာမည်နဲ့ဘဝဒါပဲရှိတော့တယ်သာသနာတလောက်ပဲအသုံးချကြတော့တယ်အာစိဏကံလောက်ပဲအသုံးချတော့တယ်အဲ့ဒီတော့မှတံပရံထုံနိဗ္ဗာန်ကိုအဘိဓမ္မင်္စတကယ်မျက်မှောက်ပြုလို့တဲ့ပုဂ္ဂိုလ်သည်တဲ့ကရဏီယကျင့်ရမယ်တဲ့တရားမကျင့်လို့ရပါမလားအခုကလာသေးတယ်တရားကျင့်စရာမလိုပါဘူးကွာတဲ့365ရက်နာသောတာပန်ဖြစ်တယ်ဟောသာသနာဖြစ်နည်းတစ်မျိုးလာပြန်ပြီဟောပြီနော်သာသနာဖြစ်နည်းတစ်မျိုးလာပြန်တယ်အဲ့တော့365ရက်ကဒူးထောက်လိုက်အရာမောက်လိုက်စိတ်လေးတောက်လိုက်ကိုညာတောက်လိုက်လက်ဖေးတောက်လိုက်ကိုညာလေးစားလိုက်လက်ဖက်တုပ်လေးစားလိုက်သားကြောင့်သမီးကြောင့်တွေ့လိုက်တရားလေးနာလိုက်သောတာပန်ဖြစ်မလားအခုတော့အဲ့လိုဖြစ်ပါတယ်ဆိုတော့အဲ့ဒီလို365ရက်နာတဲ့သာသနာကထွက်လာပြီဘုရားလက်ထဲထဲမှာမပါဟုတ်ပြီလား365ရက်နာသောတာပန်ဖြစ်တယ်ဆိုပြီးဘုရားဟောတာမပါဘူးဘုရားသောတာပန်ဖြစ်တဲ့စံကိန်းကြီးရှိအခုတော့နာဖို့တာအရေးကြီးတယ်ကျင့်ဖို့မလို့တဲ့ဟောလာပြီသာသနာရတဲ့နည်းနဲ့ဖြစ်ပြီမြတ်စွာဘုရားကတော့ဘာလုပ်ရမလဲကျင့်ရမယ်မှတ်ပြီနော်အဲ့တော့နံပါတ်1ဘယ်လိုကျင့်ရမလဲတဲ့နံပါတ်1လာပြီသက်ကောတဲ့ယောဂီတို့သက်ကောဆိုတာသိလားဘာသိခင်ဗျားတို့ဘာမှမသိသက်ကောဆိုတာအသက်နဲ့ခန္ဓာကိုယ်မကွဲကွက်ဖဲနဲ့ကြည်ရဲသည်လဲအတ္တဖြစ်ရ၏တဲ့ဘာတဲ့လဲအသက်နဲ့ခန္ဓာကိုယ်မငဲ့ကွက်ပဲကြည်ရဲသည်လဲဖြစ်ရမှာထားတော့နံပါတ်1အသက်နဲ့ခန္ဓာကိုယ်မငဲ့ကွက်ရဘူးတဲ့အခုကတော့ဟဲ့တိုင်းသွားမကြည့်နဲ့နားတယ်ကြားတယ်ဘယ်ဖြစ်နိုင်မလဲကျိုးကုန်မှာဘယ်တလောက်ကျမ်းသာကြီးဘယ်ဖြစ်ပါမလဲတဲ့ဘာဖြစ်လို့လဲအောင်လံမျိုးထဲမှာနော်အောင်လံမျိုးထဲမှာပြောနေရတိုင်းသွားအမလေးအသက်ကျွဲခတ်တာကြာနေတာပဲဟုတ်ပြီလားယောက်ျားခိုင်းတာကြောင့်နေမလားညလားမသိသွားတာပဲအဲ့ဒါတရားဓမ္မတွေစဉ်းစားကြည့်အသက်နဲ့ခန္ဓာကိုယ်မငဲ့ကွက်ပဲကျင်ရဲသည်လေအာသာဖြစ်ရည်အဲ့ဒါကိုအဓိပ္ပာယ်ဖွင့်ရအောင်မြတ်စွာဘုရားရှင်လက်ထက်ကဂေါတိကမထေဆိုတဲ့နော်ယဟန်တစ်ပါးရှိတယ်မြတ်စွာဘုရားထံမှာကမ္မထံတော်ပြီးတောထဲသွားတရားကျင့်တောထဲမှာတရားကျင့်လိုက်တာသူကဝိမောက္ခ8ပါးဆိုတာဇန်သမာပ8ပါးအဲ့ဒါလောကီဇန်တွေပဲရှိသေးတယ်လောကုတ္တရာဆိုတော့ဝိပဿနာနဲ့မရောက်သေးဘူးလောကီသမန်ဇန်သမာပ8ပါးမှာသူကသမဘာ8ပါးရတဲ့ဘက်ကအဘိညာဉ်6ပါးပါရလာတဲ့ကြောင့်သူကအဘိညာဉ်နဲ့သမဘာနဲ့ပျော်ပါပြီးတော့နေနေတာဝိပဿနာဉာဏ်ဘက်ကိုမကူဘူးတနေ့ကျတော့သူကအသေးအံဖျားတယ်အသေးအံဖျားတော့မှသူ့ကိုယ်သူကြည့်လိုက်တော့ဟာငါခန္ဓာကိုယ်ကတော်တော်လေးအာရင်ချိနေပြီးတော့နေပါလားငါဒီယောဂါမှမလွန်မြောက်နိုင်တော့ဘူးတဲ့သူ့ကိုယ်သူသိသွားပြီသူ့ကိုယ်သူသိသွားပြီငါဒီယောဂါမှမလွန်မြောက်နိုင်တော့ဘူးအဲ့တော့ငါဝိပဿနာဉာဏ်ရောက်ငါအောင်ပြုဖို့တဲ့ငါတမာပအဆုံးကိုငါဝင်စားမယ်ဆိုပြီးဝင်စားတာရှော့ကြပါတယ်အဲ့ဒီလိုနဲ့သရုဒ္ဓအကျင့်ဆိုတဲ့6ကြိမ်တိုင်သူ့ရဲ့တမာပကိုဝင်စားတာသူ့ရဲ့တမာပရဲ့တမာတိကိုမရောက်ဘဲနဲ့ရှော့ကြသွားတယ်တဲ့နော်ရှော့ကြသွားတဲ့အခါကျတော့ရှင်ဂေါတိကမထေရငါဖယားနဲ့လည်းကြုံတယ်သာသနာပေါ်မှာငါယဟန်ပစင်းဝစ်ပြီးတော့ဖယားရဲ့ကျင့်တဲ့နီးကျင့်စဉ်နီးလန်းတွေကိုငါယူပြီးတော့ကိဋ္တာခွာတဲ့ဇံချမ်းသာနဲ့ငါပျော်ပါပြီးတောင်းတင်နေပါရောလားငါအခုတိုင်းသိမယ်ဆိုရင်ငါပုထုဇဉ်ဘဝဖြစ်တဲ့အတွက်ကြောင့်တ
သေရင်ငါရဲ့ဂတိခါမသေးကြဘူးတဲ့ဂတိကိုကြောက်တယ်တဲ့ဟောဘာကိုကြောက်တာလဲဂတိဆိုတာဘာလဲလာယာယောဂီတို့ဂတိဆိုတာဘာလဲဒီဘဝကနေပြီးတော့နောင်ဘဝကိုသွားဖို့ဟာလားလာယာလို့ခေါ်တယ်ကိုရောက်တယောက်ဘယ်ဘဝကိုသွားရမယ်သွားရလဲခေါ်တယ်လာရလဲခေါ်တယ်ဟုတ်ပြီလားပုရုဇဉ်ဘဝဆိုတာဘယ်လိုမှပြောလို့မတတ်ဘူးတဲ့ထမ်းမိန်ဘဝနေပြီးတော့ထမ်းငိုင်နှကိုင်ကိုခုတ်ချလိုက်မယ်ဆိုရင်ထမ်းသီးတွေကအချောချောမောမောရပါမလားပေါက်ကွဲပြီးလင်းထွက်ပြီးတော့ဘယ်အလုံးဘယ်ရောက်မယ်လို့တွက်လို့ရပါမလားအဲ့လိုတွက်လို့မရဘူးနဲ့ကြမ်းကြမ်းတန်းတန်းနဲ့ဗယံပရာပြေးကွာပြေးလွတ်ပြီးတော့လွန့်ထွက်ပြီးပေါက်ကွဲပြီးတော့ပြည်နေတတ်တယ်တဲ့အခုလေပုရုဇဉ်တို့ရဲ့သေနည်းဟာအဲ့ဒီလိုပဲတဲ့ဗယံပရာနဲ့ဘယ်ရောက်လို့ဘယ်ပေါက်မှမသိဘူးတဲ့ပုရုဇဉ်ဘဝနဲ့ငါဂရိလာရကမမှန်တဲ့အတွက်ကြောင့်ငါဂရိလာရကိုကြောက်တယ်တဲ့ငါဒီလိုကျင့်လို့ဒီလိုနေလို့တော့မဖြစ်တော့ဘူးတဲ့ငါဇန်သမာဘတ်နဲ့ပျော်ပါပြီးနေခဲ့တဲ့အချိန်ကြီးငါဖြုံးခဲ့တယ်တဲ့အဲ့တော့ငါဘာလုပ်ရမလဲတဲ့သူကိုယ်သူဒီတမာသမာဓိကိုရောက်အောင်ဘလို့ငါကုတ်တက်ရမလဲလို့သူကိုယ်သူအကြံဉာဏ်ရှာတယ်အကြံဉာဏ်ရှာပြီးတော့သူကအကြံရတယ်ရတဲ့အကြံဉာဏ်သင်တုံးသားသွေးလိုက်တယ်သင်တုံးသားလည်းသွေးလဲပြီးတော့သလွန်ညောင်သောပေါ်မှာတက်ပြီးတော့သူ့ရဲ့တမာဘတ်ကိုဝင်စားတာတမာဘတ်ရောက်ခံဒီလဲကြတော့သူ့ရဲ့လေပင်ကိုသင်တုံးသားနဲ့ဖြတ်လိုက်ပြီလေချောင်းကိုဖြတ်လိုက်ပြီတက္ကဓမ္မတွေသင်္နုံသားနဲ့လေချောင်းကိုဖြတ်တာဘာလို့တာလဲဘာဖြစ်လို့ဖြတ်တာလဲဟောမသိဘူးခမရတို့ဒီမှာကြောက်နေသင်ရင်သွားမကြည့်နဲ့သနေပြီဟုတ်တယ်လေဒိဋ္ဌိတဒနာသသဟမ်သင်္နုံသားနဲ့သတ်တော့ဘာဖြစ်လို့သတ်တာလဲဆိုကိုအားပေးတာဘာလို့တာလဲကိုအားပေးတာမိဘတွေကသားသမီးတွေစာမကြက်ဘူးမတော်ဘူးဆိုရင်မင်းတို့တော့အရိုက်ခံရမယ်နော်မကြိမ်မအောင်လားဘာလို့တာလဲသားသမီးကိုလှမ်းလာလားကောင်းစေခြင်းလို့လားအခုလည်းဒီလိုပဲသူ့ကိုယ်သူကောင်းစေခြင်းလို့သူ့ကိုယ်သူဒီတခါတမာပေါက်လေပင်ကိုဖြတ်ချလိုက်တဲ့ကြောင့်နောက်တစ်ဖန်ငါပြန်ကြိုးစားလို့မရတော့ဘူးတနည်းအားဖြင့်ပြောမယ်ဆိုလို့ရှိရင်ဘရင်တောင်ဖောင်ဖြစ်တာပေါ့ဘရင်တောင်မင်းတရားကြီးကနောင်နောင်ရိုးတိုက်ပွဲသွားပြီးတော့ဆင်နွှဲတဲ့အခါကျတော့အေယော်ဒီမြစ်တစ်ဖက်ကလည်းကူးလဲပြီးတော့ဖောင်းတွေကိုဖျက်ခိုင်းတယ်။ကျန်တဲ့စစ်သူကြီးတွေကမှန်လားပါဒီဖောင်းတွေမရှိလို့ကျွန်တော်တို့မတော်လို့မြတ်စစ်ချုံလာခဲ့သည်ဟိုဘက်ကပြေးစရာမရှိအကုန်သေးကုန်ပါတဲ့။အဲ့ဒါကြောင့်မလို့ငါဖျက်ခိုင်းတာတဲ့။မင်းတို့ကရှေ့မှာစစ်တာတိုက်နေနောက်မှာငါတို့ပြေးရင်ဖောင်းရှိတယ်ဆိုပြီးတွက်နေစစ်ကိုကောင်းကောင်းတိုက်ပါမဟုတ်ဘူးတဲ့။အဲ့တော့နောက်ကဖောင်းမရှိမှမင်းတို့စစ်ကိုရဲဝန်းတိုက်မှာတဲ့။ရက်ဆက်တာလားအားစေးတင်တာလားဟောနောက်ကြောင်းဖောင်ရှိတယ်ဆိုလို့ရှိရင်ရှေ့မှာလျှော့ပြီးတိုက်တော့စစ်အောင်ပါမလားဟောသူတော်ကောင်းစွမ်းအားရှိတဲ့ပုဂ္ဂိုလ်တွေအောင်မြင်ကြောင်းလိုချင်တဲ့ပုဂ္ဂိုလ်တွေကဒီလိုမွေးရတယ်အခုလဲရှင်ဂေါတိကမထေရလေပင်ကိုဖြတ်လိုက်တော့နောက်တစ်ခါအသက်သေးသွားတဲ့ကြောင့်နောက်တစ်ခါပြန်ကြိုးစားလို့အချိန်ရသေးလားအဲ့တော့မှ तू ကဖောင်ဖြတ်တယ်ဒီတစ်ခါမရတော့ဘူးနောက်တစ်ခါကျင့်ဖို့ငါအချိန်မရဘူးဒီတစ်ခါငါမရအောင်ကုတ်ကက်တက်မယ်ဆိုပြီးတော့သူကိုယ်သူကုတ်ကက်တက်ခြင်းနဲ့အတွင်တွယ်ကတ်တက်ခြင်းနဲ့တမာတိကိုတက်ခြင်းနဲ့စိတ်တည်ဖြစ်လာအောင်လို့သူကိုယ်သူချီးမြှောက်တဲ့အနေနဲ့လေပင်ကိုသင်္နုံသားနဲ့ဖြတ်လိုက်တာရှီပြောင်ပြောင်ကအဖွဲတွေအဲ့လိုဖြတ်ရဲပါမလားဖြတ်ရဲပြီသွားပြီရှုံးပြီခင်ဗျာနော်အလျှော့သမားအရှုံးသမားအဖွဲအများတယ်ရှင်ဂေါတိကမထေရရောဘာသာထူထားလို့လဲဒီသွေးနဲ့ဒီသားနဲ့ပဲမဟုတ်ဘူးလားခမရတို့လည်းဒီသွေးဒီသားဒီယုတ်ဒီနာမဲမဟုတ်ဘူးလားအဲ့လိုဆိုရင်ဘာတွေကွာသွားတာလဲနောင်ဘဝဂရိတွေကိုကြောက်တာဘာတွေကွာသွားတာလဲကဲအခုခမရတို့ယောဂီတို့အခုဒီမှာတရားနာကြတယ်ခမရတို့နောက်ဘနတ်ပြည်သွားမှာသေချာလို့ဒူးနံပြီးတော့ကိုရီးယားကကြည့်နေရလားကဲသားသာသမီးသာရှားနေတာငါတို့ကတော့နောင်ကြီးကတော့အေးပြီဒီတဘွားသိလို့ရှိရင်နောက်ဘွားကတာဝရိန်သာတက်ရမှာတုတ်တီတာတက်ရမှာနတ်သမီးနဲ့နတ်သီးဆိုင်ခံစားမှာမလို့သေချာနေပြီဆိုပြီးတော့ဒီဘွားမှာမေ့လျော့ပြီးပေါ့ဆဆနဲ့ပျော်ပြီးနေကြတာလားအဲ့လိုအာမခံချက်ရှိလားအဲ့ဒီလိုကြတော့လေအာမခံချက်မရှိဘူးတဲ့အာမခံချက်မရှိတော့အိန္ဒြိယသံဝရသီလမရှိဘူးကိလေသာနဲ့တဏှာကိုမတတ်ထားဘူးဆိုရင်ယောဂီတို့စိတ်ကဗျံပရာနဲ့လွင့်မနေဘူးလားလွင့်နေပြီဆိုသေပြီးဟိုဘက်ဘယ်လိုလုပ်မလဲကဲလူပြည်ရောက်နိုင်ပါမလားနတ်ပြည်ဆိုတော့လဲဝေရောဆိုဘဲသွားမလဲ
အပယ်လေးပါးကိုသွားရတဲ့တတ္တိရှိသလားမရှိဘူးဆိုရင်ဘယ်လိုလုပ်ရမလဲသေးသေးကြီးကြီးဒီတဘဝမရရအောင်ကိုကုတ်ခဲပြီးတော့ကိုတရားကျင့်ရဟုတ်ပြီလားရှင်ဂေါတိကမထေတောင်မှလေပင်ကိုဓာတ်နဲ့ဖြတ်ပြီးတော့ကျင့်သွားတယ်အဲ့တော့အဲ့ဒီအချိန်မှာမာနကမြတ်စွာဘုရားကိုသွားလျှောက်တယ်အရှင်ဘုရားရဲ့သားတော်ဂေါတိကမထေအကျင့်မှားနေပါပြီဘုရားသွားတာပေးပါဦးဘုရားမြတ်စွာဘုရားဟဲ့မာနတဲ့အဲ့ဒါနင့်အရာမဟုတ်ဘူးတဲ့ငါသားတော်ရဲ့အရာတဲ့ဘုရားပြေးတာသလားဘုရားဟဲ့ဂေါတိကမင်းကျင့်တာအတ္တကိလမထာနိယောဂကြီးဖြစ်နေလို့မင်းအကျင့်မှားနေပြီဆိုပြီးဘုရားကတားသလားဘာဖြစ်လို့လဲမဲ့နဲ့အသက်နဲ့လဲတာမို့လို့ပါဟုတ်ပြီလားမဲ့ဖို့ချမ်းသာကိုအသက်နဲ့လဲပြီးယူမသွားဘူးလားခမရတို့ကမယူရဲဘူးလားကဲယူရဲရင်တခါတည်းခေါ်သွားမှကျောင်းမှာ10 နာရီထိုင်နေကြတယ်ဟုတ်ပြီနော်ဒါဖြင့်ဂေါတိကမထေရနောင်ဘဝဒီဘဝမှာသူအရိယာမတ်ကိုမကူဘူးဆိုနောင်ဘဝခန္ဓာတွေရရင်သူပဲပြန်မဆင်းရဲဘူးလားသူပြန်ဆင်းရဲမှကြောက်လို့ဟုတ်ပြီလားသူပြန်ဆင်းရဲမှကြောက်တော့ကိုယ်ဆင်းရဲခြင်းမှလွတ်ချင်သူများအကယ်ဆောက်အောင်မလားကိုယ့်အကိုကယ်ရမှာလားရိထားရမယ်နော်ဘသူမှလာပြီးအုံဘွားဆိုပြီးလာမကယ်ဘူးဘိုးတော်ကညာစားမဲ့ဘိုးတော်ကလာလုံးမှာတကယ်ဘိုးတော်ဘလောက်ပွဲထိုးထိုးလာမကြည့်ဘူးဘိုးအောင်ကြွပါဘုံမင်းအောင်ကြွပါဆိုအကောင်လာကြီးလာတာတွေ့လားမတွေ့ဘူးဓာတ်စည်းတယ်ဘယ်ဓာတ်ကဘလို့စည်းတယ်တော့မသိပြောတာပဲဘာမှလည်းမမြင်ရဘူးအဲ့ဒါကြောင့်မလို့တို့ဓမ္မတွေမြတ်စွာဘုရားကအသက်နဲ့ခန္ဓာကိုယ်မငဲ့ကွက်ပဲကျင့်ရတယ်ဆိုတဲ့အတ္တဖြစ်ရည်ဆိုတဲ့ပုဂ္ဂပေါ်မလာဘူးလားသက်ကောဆိုတဲ့ပုဂ္ဂလေဟုတ်ပြီလားအသက်နဲ့ခန္ဓာကိုယ်မငဲ့ကွက်ပဲနဲ့ကျင့်တဲ့အကယ်၍မြတ်စွာဘုရားကတထေးအိမ်တယောက်ကိုဓမြတိုက်ပြီဆိုလို့ရှိရင်ဓမြကဟဲ့တထေးမင်းလက်တစ်ချောင်းအပြတ်ခံမလားရွှေတွေငွေတွေပေးမလားဆိုယောဂီတို့ဘာပေးမလဲလက်အပြတ်ခံမလားရွှေတွေငွေတွေပေးမလားရွှေတွေငွေတွေပေးမယ်ဟုတ်ပြီနော်အဲ့ဒါနဲ့နောက်တစ်ခါတိုးတောင်းတယ်မင်းလက်အပြတ်ခံမလားအသက်အသက်ခံမလားဆိုဘာပေးမလဲအသက်တော့ပေးပါမလားမြတ်စွာဘုရားကခြေသားခြေသမီးတို့မတရားဖို့တရားတာရမယ်ဆိုရင်အသက်ပါပေးလိုက်ပါတဲ့ဟုတ်ပြီလားအခုကတော့တရားတာအသက်မပေးတဲ့သမီးသားကြတော့အသက်ပေးချစ်ပါမယ်တဲ့ကျုပ်တော့ကြားဘူးတာပြောတာပါကိုတော့မပါဘူးငတုံးဆိုတော့ကျုပ်တို့ပဲဟုတ်တယ်တုံထိတ်တုံးကောင်းတုံးဖဏကလည်းတုံထိတ်ကလည်းတုံငတုံးကြီးဘယ်နေရာမှမစုံဘူးကြားဘူးတဲ့အကြောင်းထားပြောတာသမီးသားပြောကြတော့အသက်ပေးချစ်ပါမယ်ဆိုမပါဘူးလားဒီထဲမှာရှိမှနဲ့တူရတယ်အသက်ပေးချစ်ပါမယ်ဆိုပြောရဲ့လားပြောရင်လာခဲ့တခါတည်းခေါ်ရမှာနော်လောကကာမဂုဏ်ကြတော့အသက်ပေးခြင်းရဲတယ်အသက်ပေးသွားရဲတယ်အသက်ပေးရှာရဲတယ်အသက်ပေးသတ်ရဲတယ်မယားအထိဓာကြီးချကြနောက်ဆုံးထောင်ရောက်မကလို့တန်းဖြစ်အဲ့ဒါကြတော့အသက်ကောမပေးရဘူးလားရှိတဲ့ဟာတွေတော့ရောင်းပြောင်းလို့တရားသူကြီးကိုပေးကုန်းလုပ်ရဲတယ်ဒါပေမဲ့တရားကြတော့အလကားကျွေးပြီးအလကားပေးတဲ့တရားအလကားလာခြင်းသလားမကျင့်ဘူးဟုတ်ပြီလားတတိလေးတွေထားကြတော့အဲ့ဒီလိုမြတ်စွာဘုရားကအသက်နဲ့မဲ့နဲ့လဲတဲ့ပုဂ္ဂိုလ်ကိုအားပေးပါတယ်တဲ့အဲ့ဒီလိုမဲ့ရမယ်ဆိုရင်အသက်နဲ့ခန္ဓာကိုယ်မငဲ့ကောက်ပဲကျင့်ရမယ်တဲ့ဟုတ်ပြီလားသဘောပေါက်ပြီနော်မြတ်စွာဘုရားကတော့အသက်နဲ့လဲပြီးကျင့်ခိုင်းတယ်ငါတို့ဘာဖြစ်လို့မကျင့်တာလဲတဏှာဤနနာဤကိုရေးကြီးခွင့်ညက်တင်ပြီးတော့သိရင်ကျမ်းတယ်လို့ပြောတော့တို့ကနုနုနဲ့ဘယ်မဲ့တွေရပြီလဲဘယ်လိုအာမခံချက်တွေရပြီလဲသိချင်းစင်းရက်ဆက်တဲ့ဒုက္ခဝေဒနာမှာကြော်လွှားတဲ့အနိရပြီလားစစ်စားနော်ဟုတ်ပြီနော်သိရင်ကျမ်းတာပြောတော့နုဒါနလည်းဘာမှထောက်เสียပြရမရှိရွှေစစ်မစစ်ငရဲမိနဲ့စစ်စလို့တရားစစ်မစစ်ဒါလေးပါဖောက်ပြန်တဲ့ဝေဒနာနဲ့စစ်တရားရလားမရလားသိခြင်းဉာဏ်ကြီးတွေဉာဏ်လေးတွေဉာဏ်အလတ်စားတွေရတာလားဘာလဲသိခြင်းဝေဒနာနဲ့တာမှတ်တင်ကြည့်လိုက်ဝေဒနာနဲ့တက်ကောနားတယ်ဆိုငါဘူးကောင်းတာတွက်လိုက်ဘာမှမရဘူးတာတွက်လိုက်ဟုတ်ပြီလားမြတ်စွာဘုရားကဒုက္ခဝေဒနာကိုအန္တဘာလပုရုသိမခံနိုင်ဘူးတဲ့သောတာပန်ပုဂ္ဂိုလ်နဲ့ဘလဝဝိပဿနာပုဂ္ဂိုလ်များမှသာသိခံနိုင်တယ်တဲ့ဟောဒါလေးပါဖောက်ပြန်မှုအရင်ဒီပြီးတရားကျင့်ရမယ်တဲ့ဒါဥစဉ်ကဒီမှာခင်ဗျားတို့ကိုအချင်းကမရတော့ဥစဉ်ကတိုးတိုးလေးဟောနေရတာအဲ့တော့မှအနေချောင်းရင်ဘာဖြစ်မလဲအသေးကြမယ်ဘုရားကချောင်းချောင်းနေပါလို့ပြောသလားမပြောဘူးစိတ်ရိုင်းကြီးကိုရိုင်းနေတဲ့နွားကိုတခါတည်းတိုင်နဲ့ချီပြီးကျိုးတုပ်ပြီးတော့လှုပ်ထားတယ်အဲ့လိုလှုပ်ထားဆုံးမတဲ့နေရာမှာအဲ့တော့မြတ်စွာဘုရားက
ဂေါရိကမထေရအသက်နဲ့မနဲ့လဲသွားတယ်သူတော်ကောင်းတို့သည်နော်အသက်ကိုမငဲ့ကွက်ပဲစွန့်ကြတယ်တဲ့အဲ့တော့နောက်တစ်ခါကျတော့သီအိုနိုင်ငံမှာမထေရကြီးတစ်ပါးကအသက်ကြီးမှတရားရှာတယ်တရားရှာပြီးသာသနာပေါင်းတက်တရားအသက်ကြီးတော့ရန်ရွဲပြီးတော့ခါရီကတွဲကြနော်ဇက်ကြီးတွေကကြိုးကြနဲ့နှိကျက်ရောတဲ့တဲအိုကြီးလို့ချီရတာမခိုင်သလိုဖြစ်တယ်ရောရွဲဖြစ်တယ်အဲ့တော့ငါတရားကျင့်လို့မရတော့ငါတရားနာမယ်ဆိုပြီးတော့နေတာတနေ့ကျတော့တရားပွဲလည်းဖြစ်ကောတရားသွားနာတာသူတို့ကကွင်းမြင့်ကြီးမှာဟောတာသူတရားသွားနာတာနောက်ကျတော့ကွင်းဆက်မှာတင်သူထိုင်ပြီးတော့တရားနာမယ်ဆိုပြီးတော့တပိတ်ကလေးချပြီးငုတ်တုတ်ထိုင်လိုက်တာမွေဟောက်ကကြိုက်ကောငွေကောင်းကန်ကြီးတော့ဗမြင်းကွက်ကြီးနဲ့ဖြစ်နေတဲ့ခါကျတော့ငါမွေဟောက်ကြိုက်ပါရောလားအဲ့တော့သူကဘာလုပ်လဲဆိုတော့တပိတ်အိတ်ထဲကတပိတ်ကိုထုတ်ပြီးတော့တပိတ်အိတ်ထဲကငွေကိုထည့်ပြီးတော့ခြိထားရတယ်သူတစ်ပါးသွားကြိုက်မှာကြောက်ရင်နော်သူတစ်ပါးကိုသွားကြိုက်လို့ရှိရင်တရားပွဲပြတ်မှာကြောက်လို့အဲ့တော့သူ့ကိုယ်သူဆုံးမမထေရကြီးကငါသည်တဲ့သာသနာနဲ့ကြုံပြီးအသက်ထင်ရှားရှိတော်လည်းပဲအာယုကာမဂုဏ်ကိုရှည်တန်းတင်ပြီးကာမအလိုတဏအလိုလိုက်ပြီးတော့ငါနေခဲ့တာအသက်80ကျော်ခဲ့ပြီကာမဂုဏ်ချမ်းသာတွေကိုမပြောပလောက်တဲ့ကာမဂုဏ်လေးခံစားပြီးတော့နေရောညကောငါစီးပွားရှာလာခဲ့တာငါအခုအချိန်ကြီးကုန်ခဲ့ပြီတရားကျင့်ဖို့အတွက်ငါအချိန်မပေးနိုင်တော့ဘူးနော်ဘဝပေါင်းများစွာကလည်းသားစာမယားစာရှာရင်းနဲ့မွေကြိုက်ပြီးသေခဲ့တဲ့ဘဝများလာပါပြီတဲ့တရားကျင့်တရားနာပြီးသေခဲ့တဲ့ဘဝမရှိပါဘူးတဲ့ငါဒီကာမဂုဏ်အတွက်အချိန်ပေးခဲ့ပြီးတော့ဒီတစ်ခါကျတော့ငါတရားနာတာနဲ့ငါအချိန်ပေးမယ်ဟောသူကိုယ်သူဆုံးမနေတာသူတော်ကောင်းဆိုတာဘာလို့နေတာလဲကိုဆုံးမနေတာဟုတ်ပြီလားကိုဆုံးမနေတာကိုတဲ့တော်တဲ့ဘုရားကိုဆုံးမသလိုကိုလည်းယဉ်ကျေးအောင်ကိုဆုံးမရတယ်အဲ့တော့မှရိုင်းနေတဲ့စိတ်ကလေးကယဉ်လာတယ်ကျမ်းနေတဲ့စိတ်ကလေးကနုလာပြီးတော့တန်ဝေကရပြီးတော့သာသနာပေါင်းခေါင်းရှူပြီးတော့ခေါင်းဝင်ကိုစမ်းဖြစ်နေနော်အဲ့တော့တန်ဝေကမရဘူးကိုမဆုံးမဘူးဆိုခေါင်းဝင်တော့ကိုမဆန်းတော့ဘူးပေါ့အဲ့တော့မှသူ့ကိုယ်သူခေါင်းဝင်ကိုစမ်းအောင်ဖြစ်အောင်ဘယ်လိုလဲဆိုတော့ငါသားစာမယားစာရှာပြီးတော့မွေကြိုက်ပြီးသေခဲ့တဲ့ဘဝများလာပြီတဲ့တရားနာတရားကျင့်ပြီးသေခဲ့တဲ့ဘဝမရှိဘူးတဲ့ရတဲ့ဘဝသာသနာနဲ့ကြုံခဲ့လို့ကြုံမြန်တော့လေသားကြုံမယားကြုံတဲ့အချိန်ခံွက်တယ်တဲ့တရားနာပြီးတရားကျင့်တဲ့အချိန်ကမရှိဘူးတဲ့အဲ့တော့ငါအကယ်၍သွားကုလို့မွေစိတ်ပြဲသွားလဲငါနောက်သေးမှာတဲ့အဲ့တော့သေရမှရင်အတူတူငါဒီတခါမြတ်သောသေခြင်းနဲ့ငါသေးမယ်ဟောကိုအားပေးတာခမရတို့အဲ့လိုအားပေးရလားပေးရမှာနော်မပေးနဲ့ခံမှာနော်မြတ်သောသေခြင်းနဲ့ငါသေးမယ်တဲ့အဲ့တော့မွေကြိုက်တဲ့အစိတ်တက်ပြီးတော့တတ်မှာသူ့အလုပ်ငါအလုပ်ကအသက်ရှင်နေသေးတဲ့ကာလတူတောင်းတဲ့ကာလလေးမှာမတည်ဟောတဲ့တရားကိုနာတဲ့အလုပ်ကငါအလုပ်ဆိုပြီးသူ့ကိုသူအလုပ်ခွဲကြပြီးဆုံးဖြတ်လိုက်တယ်အဲ့ဒါကိုဝေဒနာဝိခံပိတ္တဝဝေဒနာအာမနတိကာရလို့ခေါ်ပါသည်ဟုတ်ပြီလားနော်အဘိဇာဒေါမနတဝိနည်းမြတ်စွာဘုရားရှင်သည်တရားကျင့်မဲ့ယောဂီတို့သည်တရားမကျင့်မီရှိဖို့၌အဘိဇာဒေါမနတအာယုံကိုတတ်နေတဲ့အဘိဇာလောဘရဲ့ထိုအာယုံကိုမရလို့တနှုံနှုံဆင်းရဲတဲ့ဒေါမနတရဲ့ကိုနော်တရင်ငါဝိခာမနပဲခွာ၍အဲ့ဒါကိုအထာဂရဆရာတော်ဝေဒနာဝိခံပိတ္တဝေနာခွာတယ်လို့ခေါ်တာတဲ့ကြိုက်တာခဲတာထုံတာကျင်တာမွေကြိုက်တဲ့အစိတ်ကိုသွားနှလုံးမသွင်းနဲ့ဒီကဆရာကအာမနတိကာရနှလုံးမသွင်းနဲ့လို့ခေါ်တယ်ခင်ဗျားတို့အဲ့ဒါဥစဉ်ပြောတာသဘောပေါက်ရဲ့လားအဲ့ဒါအရေးကြီးတယ်ခင်ဗျားတို့တနေ့သေမှာသေတော့ဝေဒနာမှာအမလေးနားတယ်အမလေးနားတယ်အောင်းလိုက်ရပူလိုက်နဲ့ဝေဒနာမှာစိတ်ကြီးကနေတော့ဆင်းရဲလားချမ်းသာလားအဲ့တော့ချမ်းသာအောင်ဘယ်လိုလုပ်မလဲအခုပဲဟောတယ်လေဝေဒနာအာမနတိကာရဝေဒနာဝိခံပိတ္တဝေဒနာကြိုက်ခဲနှိမ့်ဆက်ရက်ဆက်နေတဲ့ယောဂါကိုအာမနတိကာရနှလုံးမသွင်းနဲ့ဟောပြီနော်နှလုံးသွင်းမိသွားကြတော့ဘူးမလဲဟုတ်လားအခုတော့အာမနတိကာရနှလုံးမသွင်းနဲ့ဝိခံပိတ္တကရခရယောဂဝေဒနာဖြစ်ဖြစ်တဲ့နေရာကိုစိတ်နဲ့မပေါင်းသိနဲ့တဲ့အဲ့ဒီကနေခွာပြီးတော့လွတ်တဲ့နေရာလေးမှာသီလသမာဓိနဲ့သိမ့်စည်းပါတဲ့အဲ့ဒါကိုဝေဒနာဝိခံပိတ္တဝေဒနာအာမနတိကာရလို့ခေါ်တယ်ဟောပြီနော်တရားကျင့်နေဆိုတာအဲ့ဒီလိုကျင့်ရတယ်အဲ့ဒါနားမလဲတော့ကိုငါအမြင်ငါအသိငါဒိဋ္ဌိကြီးနဲ့ငါနာမယ်ဆိုတော့ငါဘက်ကလှည့်မတွက်ဘူးလားတွက်တော့ငါမကြောက်ဘူးလားငါကြောက်တော့ငါမသွားရတော့ဘူးပေါ့ဟုတ်ပြီလားငါမသွားရတော့ငါတတ်ပြီးတော့ငါအပေလေးပါငါဆွဲချပါလိမ့်မယ်ဟုတ်ပြီနော်ငါနောက်လိုက်နေကြတာကိုငါအကြိုင်ငါလိုက်ငါအမိန်ပေးတဲ့နောက်ကိုလိုက်ပြီးတော့ငါပြုရအောင်သွားရမယ်ငါခေါ်ရသွားပါတော့မယ်ဟုတ်ပြီလားငါကိုမတော်လန်လို့ရှိရင်ငါနောက်လိုက်ရမယ်ငါနောက်လိုက်ရင်ဘယ်ရောက်မလဲအပေလေးပါးမှတပါဘယ်ရှိတော့ပါမလဲဟုတ်ပြီလား
အဲ့ဒါကိုဦးဇင်းတို့ကအရှင်လက်လက်တတ်တယ်ဆိုတာအဲ့ဒီခန္ဓာကိုယ်ရှင်တုံးမှာအဲ့ဒီငါနဲ့တဏှာကိုတတ်နေတာဟုတ်ပြီလားငါကြောက်လို့အဲ့တော့မှမထေကြီးတရားနာတော့တရားဟောတဲ့မထေရလည်းဘာတွေဟောလဲဆိုတော့ဘယ်မထေရဖြင့်တိုးရဲတောင်ထဲမှာကုတ်ကုတ်ခဲခဲစုပ်စုပ်ပြပြပေပေတူးတူးဘလူတရားကျင့်တယ်ဘယ်မထေရတော့နော်ဘယ်နေရာဘယ်ကြောင်ဘယ်တိုးထဲမှာအနေစင်းရဲ့အစားစင်းနဲ့ကြကုတ်ကြခဲကုတ်ခဲပြီးတော့နိယောညကမအားရမနာတံဘလူကျင့်နေနဲ့အဲ့ဒီလိုအရိယတန်ဝါဒအရိယတို့ဆက်ဆံတဲ့တရားတွေကိုဟောတော့ခုနတော့မွေကြိုက်တဲ့မထေရအဲ့ဒီတရားကိုနာပြီးပီတိတွေဖြင်းတာဟောဆုံးလဲဆုံးပြရတဲ့သူမွေကြိုက်တဲ့တရားကိုနှလုံးသွင်းသေးလားနှလုံးမသွင်းဘူးနှလုံးမသွင်းမနဲ့ဘယ်ကိုနှလုံးသွင်းလဲဆိုတော့မထေဟောတဲ့တရားကိုနှလုံးသွင်းလိုက်ပြီဟုတ်ပြီလားနှလုံးသွင်းတော့ပီတိဒုက္ခနှစ်သက်ပြီးစိတ်ကလေးချမ်းသာမလားဟုတ်လားဝိတက်ကစိတ်ကလေးကိုမထေဖို့တဲ့ဟောတဲ့တရားရှိဖို့တာဝိတက်မထေဟောတဲ့တရားရဲ့သဘောတွေကိုသုံးသပ်တာကဝိစာရဝိတက်ဝိစာရအားကောင်းတော့စိတ်ဒီကာမဝိတက်ဆိုတဲ့ဝေကြိုက်တဲ့နေရာကိုမညွတ်ဖဲနဲ့ဇံဝိတက်မှာပျော်သွားပြီပျော်လဲပျော်ပီတိဒုက္ခနှစ်သက်ပြီးချမ်းသာမလားဟုတ်လားအောက်မှာတော့မွေကြိုက်နေတဲ့စိတ်ကဘာဖြစ်နေလဲစိတ်ကချမ်းသာနေတယ်နီးမရှိဘူးလားရှိတယ်နော်အဲ့ဒါကိုမသိတဲ့ခါကျတော့ဟာနာမှာပေါ့နှစ်နာရီကြာမှာပေါ့နဲ့နေတာအဲ့ဒီနီးတွေမသိလို့ပေါ့နော်အဲ့တော့မှဝိတဝိသရပိတိတုကဧကကရာဆိုတော့သူ့ရဲ့စိတ်ကလေးကမတိဟောတဲ့စိတ်မှာနတ်မှာတခါလေတီးပြီးတော့နေလဲနေရောသူကဇံလဲရသွားတော့အဲ့ဇံကတမာရီကနေခွာပြီးတော့တမာတုပိခါဆိုပြီးတော့ခဏိကတမရကိုတမာရီကိုခွာပြီးတော့ခန္ဓာ၅ပါးယုံနာနှစ်ပါးကိုရှုလိုက်တာသောတာပတ္တိမေသရဂါမိမေအနာဂါမိမေသုံးမဲ့ကူးသွားပါသည်ကြိုက်တဲ့မွေအစိတ်ကလည်းကြိုက်တဲ့နေရာကပြန်ထွက်သွားပါသည်ဘယ်နဲ့လဲတရားကဆင်းရဲသလားချမ်းသာသလားဒါပြင်ခမရတို့ကကြောက်တယ်ဆိုပြီးဘာဖြစ်လို့လာမကျင့်တာလဲချမ်းသာတဲ့အာကိုတွေရှိလို့လားစဉ်းစားရမယ်နော်စဉ်းစားကြပါနော်လေ့လာခြင်းလဲလာလေ့လာကြပါကြောင်းမှာအခုရောက်နေကြပါတယ်တကယ်ကြောက်တွင်းပိုင်တထေးတွေနော်ယရနာပိုင်ဗရမ ्या ပိုင်ကျွင်းပိုင်တထေးတွေအသက်40ကျော်50ပတ်ဝန်းကျင်လေးတွေနော်တကယ်ကြကုတ်ကြခဲကုတ်ခဲပြီးနေရောညကောအကြောင်းမှာလာကြည့်နေကြတယ်လာကြည့်ကြခမရတို့အောင်လံကိုသူတို့ကလာကြတယ်ခမရတို့ကျုပ်တို့အောင်လံကအကြောင်းကိုမလာကြဘူးလာကြသလားမလာဘူးကြည့်ကျင်လာအကြောင်းမှလာကြည့်ကြနော်သဘောပေါက်လာလိမ့်မယ်အဲ့တော့မှသဘောပေါက်လာလိမ့်မယ်နော်ဘယ်လိုပုံကုမျိုးတွေလောကစည်းစိမ်ချမ်းသာကြီးကိုဖိတ်ဖိတ်တော့ချမ်းသာနေပါလျက်နဲ့ဘာဖြစ်လို့အောင်လံကိုခုနအခုဦးစင်းဒီကိုကားလာတော့လမ်းမှာကားချင်းလာဆိုင်နေနော်အဲ့ဒါကြောက်စိမ့်တဲ့ကမှမောက်ဝင်မုံဆိုတာကားကြီးတစ်ခုလုံးကိုကားနဲ့မတူတော့ရှွန့်ဖို့ကြီးပဲသူတို့ကဒီလောက်အကောင်းစားတွေဒီလောက်ကားလမ်းမလာဘူးအောင်လံကိုတရားလိုချင်တော့မလာရဘူးလားဟုတ်တယ်အောင်လံဘုန်းကြီးကလည်းတရားဟောချင်တော့ရွှေပြန်ပြန်လာတယ်ခင်ဗျားတို့ကထိုင်ဆောင်ဟုတ်ပြီလားနော်တော်ပါပြီတဲ့နိုင်ငံကြီးသားပြည်သားပါပြီတဲ့ဘုန်းကြီးတဲ့ပို့ပြီးဘုန်းကြီးတို့ရေကြောက်တဲ့တော်တယ်ဗျာခင်ဗျားတို့ကဘုန်းကြီးတော့ဘုန်းသိတဲ့ပုဂ္ဂိုလ်ကလာရတယ်အဲ့တော့မှဒီမထေရမွေကြိုက်တာကအစိတ်ကသူ့ရဲ့နေရာကပဲပြန်ထွက်သွားဆေးကုဖို့လိုသေးလားအဲ့တော့မြတ်စွာဘုရားကအသက်ကောပုတ်ဖွင့်တဲ့နေရာမှာအဲ့ဒီလိုဖွင့်ရတယ်တရားကျင့်မဲ့ယောဂီကအသက်နဲ့ခန္ဓာကိုမငဲ့ကွက်တဲ့တရားကျင့်နဲ့သေတဲ့အဲ့လိုကျင့်ရမှာတဲ့အခုကတော့နာရာကြတာရှိတန်းတင်ပြီးဟဲ့တရားမကျင့်နဲ့သင်ရအတ္တကိလမထာနိယောဂတဲ့ပေါ်လာပြန်ရောနော်ပညာမဲ့လူမိုက်တွေခေါ်တယ်တကယ်ကျတော့ပညာရှိမဟုတ်ပညာမဲ့အတ္တကိလမထာနိယောဂဆိုတာရေငုံမိလုံးတုံးကုန်စက်ကခေါင်းကခွေးကောင်းနေတင်ခွေးမိတွေတက်ပြာဘူးထဲမှာနေကိုလုံးကျုပ်ကြီးတွေနဲ့နွားကောင်းတွေတက်ဘုရားလက်ထက်မှာကျင့်နေကြတာကိုရောစိတ်ကောင်အပင်မခံပြီးကျင့်မှာကိလေသာတွေကုန်နေအာဟုသူတရားတွေကုန်နေဆိုပြီးတော့ခွေးလိုနွားလိုရုပ်ကောစိတ်ကောင်အပင်မခံကျင့်နေတာကိုအတ္တကိလမထာနိယောဂအကျင့်လို့ခေါ်တယ်နော်အဲ့ဒါကိုနားမလဲပဲနဲ့လိုချင်လျှောက်ဆွဲတယ်ဒါပေမဲ့ခန္ဓာကိုယ်ပင်မစင်းတော့အတ္တကိလမထာနိယောဂဆိုတော့တက်တာအောင်ကျင့်တော့ကာမဒုက္ခလိကနိယောဂတွေရောက်မသွားဘူးလားကာမယုတ်ကြီးကိုတက်တာအောင်ချမ်းသာအောင်ခင်ဗျားတို့မနေကြဘူးလားဟိုဘက်လဲလိုက်ဒီဘက်လဲလိုက်ရက်တောင်လေးခတ်နေလိုက်အညောင်းလေးဆန်းလေးအရာလေးမောက်လေးခါလေးထောက်လေးလမ်းလေးလျှောက်လေးဒီဝူလေးကြည့်လေးဟိုဟာလေးစားလေးဒီလိုလေးအိတ်လေးဟာဒီယုတ်ကြီးချမ်းသာအောင်တက်တာအောင်မနေကြဘူးလားအဲ့ဒါကာမယုတ်ကြီးကိုချမ်းသာအောင်နေတာကာမဒုက္ခလိကနိယောဂအကျင့်ခေါ်တယ်ဟုတ်ပြီလားအဲ့ကာမဂုဏ်တွေရှားတော့ကိုရောစိတ်ကောပင်မခံပြီးမရှာဘူးလားအဲ့ဒါကိုအတ္တကိလမထာနိယောဂလို့လည်းခေါ်တယ်ဗျာဟုတ်ပြီနော်အခုတော့ကြာကြာထိုင်တာတရားမဟုတ်ဘူးဆိုတော့ပြင်လိုက်တော့ကာမဒုက္ခလိကနိယောဂတွေရောက်မသွားဘူးလား
အဲ့ဒါကိုလည်းရောက်မှမသိဘူးအဲ့ဒါတရားပြနေကြတယ်အဲ့ဒါဘာလို့လဲအနေချောင်းနဲ့တရားရောက်သွားတရားချောင်းချောင်းချင်းနဲ့တရားဖြစ်အချောင်းသမားတွေချင်းနဲ့တရားဖြစ်နေအဲ့တော့မှဦးဇင်းတို့ရန်ကုန်မှာနော်ဗော်ကျော်ခင်မောင်ရောက်ခမသွားပြီးကြဲတော့ဟိုဘက်အခန်းကသွေးကင်စာဘုံမူကြီးရန်ကုန်ထဲနေပြီးတော့သွေးကင်စာအဖြစ်40ရှိနေပြီဖတ်ကုန်မြောပျော့ဖလာနေပြီသူ့ကိုယ်သူလမ်းလျှောက်တာတဲ့မရနိုင်တော့ဘူးနတ်စွာနှစ်ယောက်ကနေလက်မောင်းတစ်ဘက်ကတွန်းထားအဲ့ဒါဦးဇင်းအခုတရားသွားပေးတာအခုယုံတက်ပြီးအလုံးလုံးနေပြီဟုတ်ပြီလားသူသွေးကိစ္စမဖြစ်ခင်တော့ပေါင်ကျင်140အခုသွေးကိစ္စပြီးမှပေါင်ကျင်150နေဖြစ်နေပြီနော်အဲ့တော့ခင်ဗျားတို့စဉ်းစားကြည့်လေယောဂတိုးလာသလားယောဂပြောက်သွားလားပျောက်သွားတယ်အဲ့ဒါအများကြီးပဲဦးသိရှိမှာဒီအောင်လံမျိုးကယောဂပျောက်တယ်လို့အများကြီးပဲရှိတယ်နော်အဲ့တော့တရားဓမ္မတွေအသက်နဲ့ခန္ဓာကိုမငဲ့ကွက်ပဲအဲ့လိုကျင့်တော့ခုနမထေကြီးကမွေကြိုက်တာကိုငဲ့ညာသလားမငဲ့ညာဘူးလားမငဲ့ညာပဲနဲ့ခန္ဓာနဲ့အသက်မငဲ့ကွက်ပဲနဲ့သူ့ရဲ့စိတ်ကိုသူတော်ကောင်းအဆုံးမတဲ့နေရာကိုပို့ပြီးတော့သူတော်ကောင်းအဆုံးမနားလိုက်တော့ချက်ချင်းမွေကြိုက်တဲ့အစိတ်ကလွတ်ပြီးသုံးမဲ့သုံးဖို့တော့မရပါဘူးလားအဲ့တော့ဒုက္ခဝေဒနာကရက်ဆက်တာလားရက်ဆက်တယ်ဆိုတာရှိသေးလားမရှိဘူးဟုတ်ပြီနော်အဲ့မှာကိုကငါနဲ့ဒိဋ္ဌိကတ်တဲ့ဘဝငါနဲ့သွားကတ်တော့ငါဆင်းနေတာပေါ့အဲ့ဒါကြောင့်လို့ဒကာဓမ္မတွေတရားကျင့်တဲ့ယောဂီဒီမြတ်စွာဘုရားကဘယ်လိုပြန်ပြီးဟောပြန်လဲဆိုရင်တရားကျင့်တဲ့ယောဂီကိုအကယ်၍တရားထိုင်မယ်ဆိုရင်တရားထိုင်တဲ့အရာတွေမှဲ့တွေမွေတွေချင်းတွေကင်းတွေသန်းတွေကြိုက်နေပါစေတဲ့အဲ့ဒါကိုသိခံရမယ်တဲ့ခုနတော်မထေကြီးမွေကြိုက်တာသိခံပြီးကျင့်သွားတော့သုံးမဲ့သုံးဖို့ရမသွားဘူးလားတရားကျင့်တဲ့ယောဂီဒီဘယ်လိုကျင့်ရမလဲသိခံပြီးကျင့်ရမယ်ဘယ်လိုကျင့်ရမှာလဲဘယ်လိုသိခံမလဲဆိုခန္ဓာကိုယ်ကြီးမှာတရားထိုင်နေမှဲ့ကြိုက်နေပါစေမွေကြိုက်နေပါစေချင်းကြိုက်နေပါစေကင်းနေသန်းနေကြိုက်နေပါစေအဲ့ဒါကိုမရမကုတ်မဖြုတ်မလုံမထမပြီးပဲနဲ့သိခံပြီးကျင့်ရမယ်တဲ့မှတ်မိပြီလားခင်ဗျားတို့ကသိခံနိုင်ရဲ့လားစဉ်းစားတော့ဘုရားကတော့သိခံပြီးကြည့်ပါကိုယ်ကသိမခံနိုင်ဘူးဟုတ်ပြီနော်သားစာမယားစာကြုံကြတော့သေးသေးကြီးကြီးအဲ့ဒါသိခံတယ်ဗျာယောက်ျားပြောလဲပေးခံတာပဲဘုန်းကြီးပြောတာဒီဘုန်းကြီးမကောင်းဘူးဆိုဟိုကြောင်းပြောင်းသွားတယ်ယောက်ျားကျဒီယောက်ျားမကောင်းဟိုယောက်ျားပြောင်းသလားပြုတ်လဲအသာစီးရတော့တော်ရတာပြုတ်ဟုတ်လားအဲ့ဒါကျတော့ပေးတည်ပြီးကြမ်းဖောင်ပြီးမပေါင်းဘူးလားပေါင်းတယ်ယောက်ျားမကောင်းလဲကြောင်းမှာမိမမကြမ်းဖောင်ပေါင်းတာပဲသားသမီးဆိုလဲကြမ်းဖောင်ပေါင်းတာပဲဟုတ်ပြီလားသိခံပြီးဖြေပြောက်တင်တာပြောက်တယောက်တယောက်ဆုံးမတာပဲနော်သိခံလိုက်ပါတခါတလီပေါ်တဲ့သူတို့ကသူတို့အာဘဖြေကြတယ်တရားကြတော့လာခြင်းမှာဆိုအာဘဖြေသလားမဖြေဘူးအဲ့တော့မှတရားထိုင်တဲ့ခန္ဓာကိုယ်ကြီးကမဲ့ချင်းမွေကင်းသားကြိုက်နေပြီးသိခံရမယ်တရားပြည့်တဲ့ယောဂီကိုဒေါသဖြစ်လောင်စူးစူးဝါးဝါပြောတဲ့စကားကိုလည်းသိခံရမယ်တရားထိုင်နေစဉ်တရားထိုင်တဲ့ခန္ဓာကိုယ်ရဲ့နာကျင်ခံခဲ့သေလူမတအသက်ထွက်မတဖြစ်တဲ့ဝေဒနာကိုလည်းသိခံရမယ်တဲ့ဘယ်နဲ့လဲရွှေပြောင်အောင်ဖို့အကျဉ်းညာလိုက်စမ်းပါဗျာနာကျင်ခံခဲ့သေလူမတအသက်ထွက်မတဖြစ်တဲ့ဝေဒနာကိုလည်းသိခံရမယ်တဲ့သိခံပြီးတရားကျင့်ရမယ်ဆိုတာကိုအသက်ကောအသက်နဲ့ခန္ဓာကိုယ်မငဲ့ကွက်ပဲကျင့်ရမယ်ဆိုတဲ့ပုတ်ကဘုရားအဲ့ဒီလိုထပ်ဖွင့်ပါတယ်ဗျာဘယ်နဲ့လဲဘုရားဖွင့်တာခင်ဗျားတို့ကြားဘူးလားဒီတရားတွေဒါပြီးယတ္တနုဘဝတော်တဲ့ထုတ်ပြတာပဲအဲ့ဒါနဲ့မကသေးဘူးလေမြတ်စွာဘုရားကဟိုက်တရားထိုင်တဲ့ခန္ဓာကိုယ်ကြီးကအကယ်၍ကိလေသာတွေနှိပ်စက်လို့များဖမ်းဆီးလို့မရအောင်ဆိုခန္ဓာကိုယ်ညှင်းဆဲပြရမယ်ရက်ဆက်ရမယ်အာဇောက်ကိုရှာနဲ့ထုတ်ပြီးကြိတ်မိတ်ပြရမယ်နာအောင်လုပ်ပြရမယ်တဲ့ဒါဖရာဟောတာတက်ရဟောတာအထာဂရဖွင့်တာမဟုတ်ဘူးနော်မြတ်စွာဘုရားကဟောပြီအဲ့တော့မှအသက်နဲ့ခန္ဓာကိုယ်မငဲ့ကွက်ပဲကျင်းရသည်လေအတ္တဖြစ်ရ၏တဲ့အဲ့လိုဖြစ်တဲ့ပုဂ္ဂိုလ်ဖရာကနီးပြိုးနဲ့ထောက်ဖွင့်ပြီးတော့သူ့ရဲ့တပည့်တွေကိုထောက်ပြီးတော့ပြသွားတယ်သောနာမထေဆိုတာတထေးသားခြီဘွားကအမွှေးနုလေးတွေပေါက်တယ်ကောသလမင်းကောသလမင်းကြီးကတော့မှဩသလမင်းကြီးကတော့လာပြီးတော့ကြည့်ရတယ်ခြီဘွားအမွှေးနုပေါက်လောက်အောင်နူးညံ့တဲ့ပုဂ္ဂိုလ်မမြင်ဘူးလို့ဆိုပြီးတော့နော်လာပြီးတော့ကြည့်ရတယ်တနေ့ကျတော့အဲ့ဒီမှာကောသလမင်းကြီးဖျားထူထွက်တဲ့အခါမှာခုနတထေးသားကလည်းအရွယ်ရောက်တော့တထေးအချံရံနဲ့ကြောင်းတော်လိုက်ရတဲ့မှာခုနသောနာတထေးသားလည်းပါသွားတယ်ဟိုကျတော့တရားနာတယ်တရားနာလဲပြီးတော့အိမ်ကျတော့သောနာတထေးသားကအဖေအမေတွေခွင့်တောင်းတယ်ကျွန်တော်ကိုသာသနာပေါင်းတက်ပွင့်ပြုပါတဲ့တရားဓမ္မတွေတရားဘယ်နှပွဲနာသွားတာလဲတပွဲနာသွားတယ်တပွဲနာပြီးအိမ်ပြန်တော့ဘာအခွင့်အရေးမိဘရှိတောင်းတယ်လဲ
သာသနာ့ဘောင်ကိုတောင်းတယ်ခင်ဗျားတို့နေတိုင်းပွဲတွေတရားနာလိုက်တာအိမ်ကြတော့ဘာတွေများအခွင့်အရေးတောင်းကြလဲစဉ်းစားမယ်နော်ဟိုကဘလို့ပုဂ္ဂိုလ်လဲရှိဘွားနုနုအမွေးနုပေါက်တဲ့တထေသာဟုတ်ပြီလားတထေသာကကုမ္ပဏီကြီးထူထောင်ဖို့တောင်းသလားမတောင်းဘူးမိမပေးစားဖို့တောင်းသလားဟုတ်ပြီမြခွာညတို့ဟိုတယ်တို့စီရိုနာတို့မှာမင်္ဂလာ10က15ကဆောင်းပေးပါလို့တောင်းသလားမတောင်းဘူးနိုင်ငံခြားသွားဖို့လျှောက်လာတင်သလားဘာတင်လဲသူသာသနာ့ဘောင်တက်ဖို့တဲ့အခုခေတ်နဲ့မကွာဘူးလားကွာလို့တခြားစီဖြစ်ကုန်တာဗောဗျဟုတ်ပြီလားအခုကလည်းအဖေမေကလည်းသီးကျင်နံသီးပွင့်ကျင်နံပွင့်မိမပေးစားသည်လင်ပေးစားသည်ဟုတ်ပြီလားနောက်ကြီးစိတ်မချမှာသာသနာ့ဘောင်မှာစိတ်မချဘူးလားသာသနာ့ဘောင်မှာမလုံခြုံဘူးလားစိတ်ချတဲ့လုံခြုံတဲ့သာသနာ့ဘောင်တော့မပို့ပဲနဲ့အိမ်အောင်ပေးစားတဲ့နောင်ကြီးစိတ်အေးရအောင်နဲ့သာသနာ့ဘောင်မှာပူလောင်တဲ့အရာကြီးဖြစ်လို့ဟုတ်ပြီလားသာသနာ့ဘောင်စိတ်မချဘူးလားတကုတ်ခုမှကြောက်လို့လားသီလရှင်တွေရဟန်းတွေဓမြတိုက်တာရှိလို့လားကြောင်းလူတာပဲရှိမှာပေါ့အဲ့တော့သာသနာ့ဘောင်ဒီတဲ့တခိုးဓမြမရှိဘူးပေါ့ဗျာအဲ့တော့တပိတ်လုံးသင်္ကန်းလုံးနဲ့အခုကတော့ပေါ်ထောလို့ပေါ့ခိုးခုံးမှာပေါ့ဗျာအဲ့တော့သောကပရိဒဝမိငိမ့်တဲ့သာသနာ့ဘောင်အရာလုံခြုံတဲ့အရာကြီးရှိပါလျက်နဲ့အဲ့ဒါကိုမသိဒုဗုဒ္ဓဘာသာတွေဟာနောင်ကြီးအေးအောင်လို့စိတ်ချအောင်လို့ဆိုပြီးတော့ယောက်ျားပေးစားကြတယ်သားတွေသမီးတွေရောညင်းကြရဲ့လားမညင်းဘူးအမေနဲ့ကိုယ်နဲ့သဘောတူရင်စိတ်ကလေးကပြုံးနဲ့ငရှင်းပါးစပ်ဖြစ်နေစီးတယ်ကိုမရှိတော့ပြုံးနဲ့ကျေနပ်မနေဘူးလားမကြခင်လာတော့မနင်းကပါလဲငါပါလဲဟဲ့မသာမနဲ့မသာဒီနဲ့လာတော့မယ်ထောင်ငါးရည်မူရောမရောရံဖြစ်ကောအဲ့ဒါကြောင့်မလို့သောနာသထေသာရှိဘွားကအမွှေးနုပေါက်တဲ့သထေသာဂရေ80ကျော်ရတဲ့တထေသာအဲ့တော့ကာမဂုဏ်นี่ပေါ်လောခံစားနိုင်တဲ့တထေသာကနော်မိမယူဖို့မတောင်းမဲနဲ့သာသနာ့ဘောင်တက်ဖို့တောင်းနေဆိုတော့တို့တရားဓမ္မရွှေပြောင်မောင်းအောက်စုတွေနည်းနည်းလေးစဉ်းစား तू ကအိမ်အောင်ပြုတ်ဘူးလားမပြုတ်ဘူးတော့အိမ်အောင်ရဲ့အရာသာချုံမန်းချင်မှန်းသိရလားကိုကတော့ဘာဖြစ်ပြီလဲချုံမန်းချင်မှန်းသိတယ်တော်ရောပေါ့ချုံမန်းချင်မှန်းသိမတော်တော့ဘူးလားမဖြစ်ဘူးငြိမ်းနေဥထုံမရတာနားကြတော့ဘာမှမသိတော့အဲ့တဲ့ तू မပါလာကြနာသူ့မှာချိုးတာလည်းမရှိချင်တာလည်းမရှိကရုံးတုံးပြီးမနေဘူးနော်အိမ်မှာပဲနေတယ်အဲ့တော့သောနာသတိသားလေးကကာမဂုဏ်အရသာသတိသားငါခံစားခြင်းနဲ့ခံစားမယ်ဆိုပြီးတော့အောင်ကာမဂုဏ်နဲ့ပျော်ပါတာရှိသလားအမလေးအခုကတော့အမလေးစုံလို့ပဲသိပါတယ်ဗျာကျုပ်တို့ကတော့ကြားဘူးတာပြောတာကိုတော့မသိဘူးအဲ့တော့သတိသားဖြစ်လာပြီဆိုလို့ရှိရင်စိတ်ကြောက်ရှူမဲ့ဘိန်းရှူမဲ့မူးမဲ့ရမ်းမဲ့ကြမ်းမဲ့နော်ရှိတာတွေဖြုံးပြမယ်ဖြက်ပြမယ်အခုခေတ်တထေသားကဗမာလူမျိုးပြောတာပါဒီမြင့်လူမျိုးမဟုတ်ဘူးနော်ဗမာလူမျိုးတထေသားရှိပြီဆိုဖြုံးပြမယ်သုံးပြမယ်ဆိုရင်အဲ့ဒါလည်းဖြုံးကြီးပြန်ကြတဲ့အဖြက်ကြီးအသုံးကြီးပြန်ကြတယ်ယဉ်ကြီးတာကြတော့မပြိုင်ဘူးမိဘတွေကကိုယ်သားသမီးဖြုံးတာကိုရှီတန်းတင်ပြောကြတယ်မပြောကြဘူးလားအဲ့လိုဖြစ်တဲ့ခေတ်နော်မိဘကလည်းဖယားမေတရားမေဖယားကုံတရားကုံအဲ့ဒီဂုံဒီကိုမရှိဘူးသားသမီးဆိုတော့ဝေးရောဟုတ်ပြီလားအခုဒါခမရတို့တရားနာကြတာခမရတို့မွေးတဲ့ခလေးတွေကြရင်တော့တရားတော်နာမှာမဟုတ်တော့ဘူးနော်အခုကဘာသာသာသနာနဲ့ဝေးလာတဲ့ခါကျတော့ဘာသာစိတ်သာသနာစိတ်တွေဝေးပြီးတော့နော်သာသနာနဲ့ဝေးသွားလိမ့်မယ်အခုတော့တောတွေမှာတော့ကျောင်းမှာကိုရင်ကျောင်းသားမရှိတော့ဘူးဟုတ်ပြီလားခေပညာကျောင်းနဲ့ခေဆန်းပြီးတော့ခေကိုဆန်းသွားရတာခေကိုဆန်းနေဆိုသာသနာကြောကံသွားရတာသာသနာကြီးကွယ်သွားပြီးငုတ်တုတ်ကြီးတွေဖြစ်ကျောင်းမှာခွေးနဲ့ဘုံကြီးပဲရှိနော်အရေးကြောင်းချခြင်းဧည့်သည်လာရင်ခွေးဟောင်မှုခွေးတကောင်မွေးထားတယ်ဘုန်းကြီးကသေတဲ့အခါနော်တပိတ်တုတ်ဖို့ဆိုပြီးထိုင်ဆောက်နေတယ်ဒါပဲရှိတော့တယ်ဒီပြင်ရှိသေးလို့လားအဲ့ဒီမှာကွယ်ကုန်ပြီဟုတ်ပြီလားအခုအောင်လံမြို့မှာကြောင်းနေကြတော့ဒါနည်းနည်းပါးပါးစုလို့တာလာပြီးတော့နော်ကိုယ်နေကြောင်းသားတွေရှိတာတောတွေမှာမရှိတော့ဘူးအခုခမရတို့ဓမ္မယုံကြီးမှာတရားထိုင်နေနောက်ဆိုရင်ရှိမှာမဟုတ်တော့ဘူးတဖြည်းဖြည်းနဲ့အဘိဓမ္မာတရားတွေရှားလာပြီဟုတ်ပြီလားဘာဖြစ်လို့ရှားလာတာလဲရှေ့ကပုံကိုယ်တွေကဒီအလုပ်ကိုပဲစွန့်စားပြီးတော့ကြကုတ်ကြကဲလှူဒန်းတဲ့အလုပ်ကိုရှေ့တန်းတင်တဲ့ခေတ်အဲ့ဒီတော့ဘာသာသာသနာရင့်ကျက်တဲ့အတွက်ကြောင့်သူတော်ကောင်းနတ်ကောင်းဆောင်မပြီးတော့နော်ယရနာမို့စီးပွားရေးပြည်လဲတဲ့ခေတ်အခုကသာသနာနဲ့ကွယ်လာလေကြက်လာလေငွေရှားပါလေမတတ်နိုင်လေစီးပွားပဲမဲရှာလေသာသနာနဲ့ဝေးလေနဲ့ဝေးမသွားဘူးလားဝေးကုန်ပြီနော်နောင်ကိုအဘိဓမ္မာတကာရပောင်း90ရဖို့ဘောဘကတွေမနေရုံးကန်ရတော့မှာဟုတ်ပြီလားအဲ့ဒါကြောင့်မလို့သောနာတရိသားက
အဲ့လိုတောင်းတော့မိဘကခွင့်မပြုတော့ဘာလို့လဲဆိုတော့သောနာတရအခန်းထဲကမထွက်ဘဲနဲ့အစာငတ်ခံပြီးဆန္ဒပြဒီထဲမှာပြတာပါလားမပြဘူးခင်ဗျားတို့ရှိပြောင်ပြောင်ကောင်းတဲ့စင်းမေးလင်းဘယ်စင်းမှမပါဘူးအဲ့တော့မှမိဘတွေကစဉ်းစားတယ်ငါတို့သားလေးသေသွားရင်မမြင်ရတော့ဘူးတဲ့ရဟန်းဝင်းနဲ့ရှင်နာမှမြင်ရအောင်မဲ့ဆိုပြီးအလျှော့ပေးလိုက်ပြီးတော့သာသနာ့ဘောင်တက်သွားတယ်သာသနာ့ဘောင်တက်သွားပြီးမြတ်စွာဘုရားကမ္မထံပါပေးတယ်အောင်မိတယ်ဈဉ္ဉံကမ္မထံနဲ့ကြောင်းပေါ်မှာမဟုတ်ဘူးတုတ်တံမှာဟောကြည်စမ်းမြတ်စွာဘုရားကမ္မထံပေးတာနဲ့အခုခေတ်နဲ့ကြည်ကြနော်ဒီလောက်ခြီပွားနုနုအမွေးနုပေါက်တဲ့တထေးသားလေးကိုတုတ်တံတစမှာကုန်းအမခဲလုံးနေနဲ့နော်ကြောင်းမြက်တွေနဲ့ကြမ်းတမ်းတဲ့နေရာမှာမင်းဈဉ္ဉံလျှောက်တဲ့ကဲခင်ဗျားတို့ရှောက်နိုင်ပါမလားစဉ်းစားမယ်နော်တို့ရွှေပြမောပုဂ္ဂိုလ်တွေအောင်လန်းရပုဂ္ဂိုလ်တွေစဉ်းစားကြည့်ပါခေါင်းနဲ့ထဲကြည့်ပါငါတို့အမြင်ငါတို့အသိနဲ့ဖရာဟောတာနဲ့ဖရာပိတ်တာနဲ့ဖရာခိုင်းတာနဲ့ဘလောက်ကွာနေပြီလဲဆိုတာခေါင်းနဲ့ထဲစဉ်းစားကြပါအဲ့တော့ကြာကြာဈဉ္ဉံလျှောက်တော့ပေါက်ပြေးပြီးသွေးတွေထွက်ကုန်တာဗောသွေးတွေထွက်ကုန်တော့နေရောညကောမနာရန်လျှောက်တယ်အိတ်ချိန်လည်းမရှိတပိတ်တလုံးသင်္ကန်းသုံးတယ်နဲ့ခြံအောင်ဆောင်ကောင်းမပါဟုတ်ပြီလားခြံအောင်ဆောင်ကောင်းမပါဘဲနဲ့အဲ့ဒါသာသနာ့ဘောင်တက်တာခင်ဗျားတို့ခီးတွက်ပြီးဆိုတက်တာကြီးနဲ့အိတ်ကြီးနဲ့သေပြီဟုတ်ပြီလားတရားရိပ်သာလာပြီဆိုအထုပ်ကြီးတွေထိုင်ပြီးတချို့ကားနဲ့လိုက်ပို့ရသည်မလောက်လို့ရှိရင်ကြောင်းနဲ့လှမ်းပြီးဟင်းဖုံးနဲ့လှမ်းဆက်ပြီးဘာတွေကုံသွားပြီကော်ပီပစ်တွေကုံသွားပြီဘယ်ဟာတွေကုံသွားပြီရှူသေးလူသေးလိမ့်သေးလာဖို့ဦးနဲ့အကြောင်းမကြဘူးလားအကြောင်းကြတဲ့သောနာသတိအဲ့လိုအကြောင်းကြသလားမကြဘူးဘာသာထူးတယ်မသိဘူးဟောတာအမွှေးနုနုတထေးသားခင်ဗျားတို့တော့မသိဘူးအေးအဲ့ဒါနဲ့ဩပင်မစီးရပြီးနာပြီးလမ်းလျှောက်လို့မရအောင်6တွေရောင်ကိုင်းပြီးကြိုက်လာတယ်အကြိုက်လာတဲ့ခါကျတော့ဘယ်လိုဖြစ်လာလဲဆိုသောနာသတိသားစီးရပင်မမလာဘူးလားပင်မလာတော့သူဆုံးပြတ်တယ်ဩငါ့ကိုမြတ်စွာဘုရားကသင့်တော်လို့ပေးတဲ့ကမ္မထံငါကျင့်ရမယ်တဲ့ဗျာဘယ်နဲ့လုံးမလဲအခုကဟဲ့သိန်းသွားမကျင့်နဲ့သတ်နေပြီးသိနေပြီးကျိုးနေပြီးအဲ့ဒါအကျမ်းသာကြီးအတ္တကိလမထာနိယောဂါကြီးတရားဆိုကြမ်းကြမ်းမကျင့်ရဘူးကနုတဲ့ဆွဲမချဘူးလားခင်ဗျားတို့စဉ်းစားနော်စဉ်းစားကြဟုတ်ပြီလားဦးစင်းကနောက်နဲ့မဟောတော့မှမဟုတ်လို့ဒါသေးသေးချာချာပြည့်ပြည့်နဲ့ဟောလာခဲ့တာနော်အေးအဲ့ဒါကြောင့်မလို့ရှစ်သူတော်ကောင်းဆိုတာကိုကောင်းအောင်ဆုံးမကိုတဲ့ကောင်းတဲ့သူတော်ကောင်းဆုံးမတာကိုကလိုက်နာနိုင်စွမ်းရှိရအဲ့ဒါနောက်ပိုင်းကျတော့ပါလိမ့်မယ်အဲ့လိုနဲ့သူ့ကိုယ်သူအားပေးတယ်မြတ်စွာဘုရားကသင့်တော်လို့ပေးတဲ့ကမ္မထငါကျင့်ရမယ်ဆိုကျင့်တာဘလောက်ကြာသွားတယ်အောင်မလို့25နှစ်ဘယ်နှစ်နှစ်လဲခမရတို့ကိုယ့်ရဲ့အလကားကျွေးပြီးတော့ကော်စောလေးနဲ့အေးရကွန်းပန်ကာလေးနဲ့မီးချောင်းလေးနဲ့အဲ့လိုပြမယ်လေလာမကျင့်နိုင်ကြဘူးလားနော်ခရောင်းတော့တယ်မလျှောက်ခိုင်းပါဘူးဟုတ်ပြီလားအောက်မှာကော်စောလေးနဲ့ငှွရအခင်းလေးလည်းပါတယ်အကြောင်းမှာအပေါ်ကမောင်ကြီးမီးလင်းပေးတယ်အဲ့လိုရှိရင်ပန်ကာဖွင့်ပေးတယ်တက်တာနဲ့ပြပါတယ်လာနိုင်မလားမလာနိုင်ဘူးငြိမ်းနေတယ်ကြည်သန်းဟာလားသောနာတထေးသားတဲ့မြန်ပုံနုနေလို့တော့မသိဘူးကဲအဲ့တော့စဉ်းစားပါနောက်ဆုံးတော့ဘာဖြစ်တာလဲရဟန္တာဖြစ်မသွားဘူးလားအေးအဲ့လောက်ဆိုခင်ဗျားတို့သက်ကောဖို့တပုံနဲ့မိုးချုပ်သွားလိမ့်မယ်နော်အဲ့တော့သက်ကောဆိုတာအသက်နဲ့ခန္ဓာကိုငဲ့ပြီးကျင့်ရမလားမငဲ့ပဲကျင့်ရမလားတရားကျင့်နေသေခြင်းသေပြီးစေနာကျင်ခံခဲ့သေလူမတအသက်ထွက်မတဖြစ်တဲ့ဝေဒနာကိုလည်းသိခံပြီးကျင့်ရမယ်လို့ဘုရားမဟောဘူးလားသိခံရင်ဘယ်ရောက်မလဲသိမခံနိုင်ရင်ဘယ်ရောက်မလဲခင်ဗျားတို့ဘာဖြစ်မလဲစဉ်းစားပေါ့ဟုတ်ပြီလားသိမခံနိုင်ပါဘူးအဲ့ဒါတရားကျင့်တာကျမ်းတယ်ဆိုတာအဲ့ဒါအချောင်းသမားရဲ့သွေးဆောင်ဖျားယောင်းမှုခံလိုက်ရပြီသိမခံနိုင်ဘူးနော်ဝိမတဲ့လူတယောက်ကအားတက်ဖို့အတွက်အလကားရမလားဝိပြာကြီးကိုချိန်ဖန်များစွာမရလားဝိပြာကြီးကိုချိန်ဖန်များစွာမရတယ်မဟုတ်လားချိန်ဖန်များစွာဒုက္ခခံပြီးမတော့သူ့ရဲ့အသားတွေအားတွေတက်မလာဘူးလားအခုလဲဒီလိုပဲသိခံတယ်ဆိုတာဒီလိုပဲတိုးပြီးတော့ဝိမသလိုချိန်ဖန်များစွာသိခံရပါသည်အလကားနေရပါမလားအေးအဲ့ဒါကြောင့်မလို့သိခံရတဲ့ကျင့်ရတဲ့အကျင့်ကိုဟဲ့နားတယ်ကြားတယ်သွားမလို့နဲ့လို့သိမခံနိုင်တဲ့အကျင့်ဆိုတော့သိမခံနိုင်တာကိုဘာခေါ်လဲဆိုတော့ဒေါသသိမခံနိုင်ပါဘူးဆိုတာဘာကြီးနေလို့လဲဒေါသကြီးနေလို့ဒေါသကြီးရင်ဘာကြီးမလဲငရဲကြီးသည်တို့ဒေါသနဲ့သိပဲသွားမလဲငရဲပြီအဲ့တော့ဒေါသကြီးနေတယ်ဆိုတာဘာကြီးနေတာလဲငရဲကြီးနေတာရှည်ပြောင်ပြောင်အဖွဲကဘာကြီးတာလဲမသိခင်ဗျားတို့ဘုန်းနဲ့ကျုပ်တို့ရတော့ရှည်ပြောင်အဖွဲတော့ဘာကြီးတော့မသိဘူးဒေါသကြီးပြီးတော့ကြောက်တာပေါ့အဲ့တော့သက်ကောပုဂ္ဂိုလ်သဘောပေါက်မသွားဘူးလား
အဲ့ဒါဘုရားဟောတာနော်ဘုရားတရားဒီလိုကျင့်ရမယ်လို့ဟောတာပြီးသားဥစုစာတဲ့ဖြောင်းဖြောင်းကျင့်ရမယ်တဲ့နံပါတ်2ဗါတဲ့လေဖြောင်းဖြောင်းကျင့်ရမယ်အခုကတနာရီတော်ပြီ2နာရီတော်ပြီတဲ့သူ့အလုပ်ကိုတော်ပြီတဲ့ဆိုဖြောင်းနေရလားမဖြောင်းဘူးနာယီကအဓိကလားတမာတိဖြစ်ဖို့အဓိကလားတမာတိပြပညာကူမှာတမာတိမရအောင်ကျင့်ရမှာပေါ့နေ့တွေညတွေကကိုယ့်အလုပ်လားတနာရီ2နာရီတတ်မှတ်တာကိုယ့်အလုပ်လားတမာတိရဖို့ကိုယ့်အလုပ်ဆိုတမာတိမရမချင်းမထဘူးဆိုပြီးမကျင့်ရဘူးလားအေးအဲ့လိုကျင့်တဲ့နေရာမှာဆရာပေးတဲ့ညွှန်ကြားတဲ့လမ်းကြောင်းအတိုင်းစနစ်တိုင်းစည်းကမ်းတိုင်းကိုအဲ့ဒါဖြောင်းပြောင်းကျင့်ရမယ်တဲ့ဟာဟုတ်ပြီသဘောပေါက်ပြီနော်သူ့စုစားတဲ့နံပါတ်3ဗါတဲ့လေဖြောင်းမှတ်တာတော့မှအထူးကိုပဲဖြောင်းမှတ်ပါနဲ့ဗျာကဲသူ့စုစားဖြောင်းမှတ်တာနံပါတ်2နံပါတ်3ကသူ့ဟုစုစားအထူးကိုဖြောင်းရမယ်တဲ့ဗျာသဘောပေါက်ပြီလားအာနာပါနကမ္မထံကျင့်မှာဆိုတော့အာနာပါနဝင်လေသည်ထွက်လေသည်အရှိတုံချင်းအနေမြန်သိပြီးတစ်ဖြောင်းနဲ့ရှူလို့ဆရာကပေးလို့ရှိရင်ကိုယ်အနေလေးမြန်လေးရက်လေးရှူလိုက်အဲ့တော့ပြင်းလေးပြောလိုက်လုံးနေလို့ရှိရင်ဆရာညွှန်တဲ့အတိုင်းဖြောင်းရင်လားမဖြောင်းတော့ဘူးဆရာခိုင်းတာတစ်မျိုးကိုလုပ်တာတစ်မျိုးဖြစ်ကုန်တော့ဟောပြီနော်သူ့စုသားသူ့ဝါဆိုစတ်တာတဲ့နံပါတ်4ဗါတဲ့လေသူတော်ကောင်းဆုံးမတာကိုနားလဲလွယ်တဲ့ပုဂ္ဂိုလ်ဖြစ်ရမယ်တဲ့နားထောင်ရမယ်ခင်ဗျားတို့သူတော်ကောင်းခဏလာပြီးဆုံးမနေတာနားထောင်ရင်လားပါဘူးဟုတ်ပြီနော်မလာဘူးကြားတဲ့နားတဲ့မလာဘူးကြားတဲ့နားတဲ့မလာဘူးနဲ့တရားကျုပ်ကတော့လာခေါ်တာပဲကျမကြီးတို့အဲ့တော့သူ့ဝါဆိုစတ်တာသူတော်ကောင်းတို့ဆုံးမမှုကိုနားလေလွယ်ရမယ်တဲ့နားလေတဲ့ဆိုတော့သူတော်ကောင်းဆုံးမတဲ့အတိုင်းလိုက်နာကျင့်သုံးနိုင်ရမယ်လို့ဆိုလိုတာမှတ်ပြီလားမုဒုနုညံ့ရမယ်တဲ့နံပါတ်5ကပါလေမုဒုနုညံ့ရမယ်အနတ္တိမာနိမာမရှိရဘူးနောက်တစ်ခုကငါတရားလာကျင့်တာသမရကြီးဝန်ကြီးချုပ်ကြီးဘိုးချုပ်ကြီးတထေးကြီးဘာကြီးညာကြီးမရှိပါသေးနဲ့ဟုတ်ပြီလားမန်ပါလာပြီးတော့တရားမကျင့်ပါနဲ့ဟုတ်ပြီနော်အနတ္တိမာနိတန်တုတ်တကောမုဒုအနတ္တိမာနိတန်တုတ်တကောစရောင်ရဲလွယ်ရခြင်းသည်လည်းအတ္တဖြစ်ရ၏ဟောတန်တုတ်တကောဆိုတာကကိုယ့်ဘာကိုနော်ရှိတယ်လို့နေရှိတယ်လို့စသိတဲ့ပင်ဝါတဲ့ပင်အောက်ကြိုက်တယ်လို့ဒါနေဟုတ်ပြီလားအဲ့လိုရောင်ရဲလျရမယ်တန်တုတ်တကောစသူ့ဘရောစမွေးမြူလျရမယ်ငှက်ပြန်တယ်လို့ပဲတဲ့ပုံးတွေခွက်တွေပလုံးတွေအဲ့ဒါနောက်ဘိုးကြီးတွေကြောဘိုးကြီးတွေဘာမှမပါပါဘူးတဲ့ငှက်ပြန်တာအဖို့ပါသလားတရားကျင့်တဲ့ဘုရားငှက်ကလေးပြန်တယ်လို့ပဲတဲ့ဘာမှဝန်တော့ဝန်ဖို့ဝန်သီးတလဲတွေဘာမှမရှိရဘူးတဲ့တန်တုတ်တကောစတန်တိတရိယောစဗာလဲမုဒုအနတ္တိမာနိတန်တုတ်တကောစသူဘရောစအပ္ပကိစ္ဆောစတဲ့နော်အမှုကိစ္စနေရမယ်ဟိုကိစ္စဒီကိစ္စဟိုကိစ္စဒီကိစ္စဖြစ်လို့ရှိရင်တရားကျင့်တဲ့နေမှာတဘာတိပြည့်မသွားဘူးလားအခုကခင်ဗျားတို့ကအပ္ပကိစ္စတွေများတဲ့အရာမှာဘယ်လိုလုပ်တရားရမလဲကိစ္စတွေများနေတာပဲဖြစ်မှာပေါ့တမာတိများပါမလားမများဘူးဂျိုဘီနာမြေအာသာပြီပဲရမှာပေါ့ဟုတ်ပြီလားတန်တုတ်တကောသူဘရောအပ္ပကိစ္ဆောဆိုတန်လာဥကဝုဒ္ဓိတန်လာဥဒ္ဒဆိုတာတန်လာပေါ့ပါရမယ်တဲ့ပေါ့ပါပဲရှိရမယ်တဲ့လေးပင်နဲ့နော်အဲ့ဒါဝန်တို့ဝန်ဘိုးတွေကြောင်းနေကန်နေတစောင်းနေပစ္စည်းတွေစားစရာတွေတောက်စရာတွေနော်ဟိုဟာလုံးစရာတွေအဲ့ဒီကိစ္စတွေမရှိအောင်ပေါ့ပြားသောဝန်ရှိရမယ်တန်တိတရိယောစငြိမ်သက်ရမယ်တန်တိတရိယောစတောင်းလို့တန်တိရောနိပကောစဆိုတာတရားကျင့်တဲ့ယောဂီအတွက်လိုအပ်တဲ့တရားကျင့်စဉ်နီလန်းတွေကိုပညာတွေကိုလည်းရှိရမယ်တဲ့ဘာမှညာမှမသိဘဲနဲ့သွားကျင့်လို့ရပါမလားမရဘူးတဲ့အဲ့ဒီမှာတန်တော့နိပကောစအပ္ပကဝကုလေသွားဆိုတာကရွှေတွေမျိုးတွေနဲ့မဆက်ဆံနဲ့တဲ့ကဲခင်ဗျားတို့ကရွှေမျိုးအရာတွေကထွက်ကြသလားရွှေမျိုးထဲမှာနေကြရွှေမျိုးထဲနေတဲ့ဘက်ကကိစ္စတွေအမျိုးမျိုးပေါ်မှာပေါ့ပြဿနာတွေအမျိုးမျိုးတာမှာပေါ့ဟုတ်ပြီလားတောကအမိတွေဒုက္ခတွေအများကြီးမျိုးပေါ်မလာဘူးလားအဲ့ဒီနေရာမှာငြိမ်းချမ်းတဲ့တရားရှာလို့ရပါမလားမရဘူးအဲ့ဒါကိုခင်ဗျားတို့သိရမယ်ငါတို့သိပြဿနာပေါ်အရှုပ်ပေါ်ဒုက္ခပေါ်အဲ့လိုပေါ်တဲ့အရာမှာမျောပြီးတော့နေကြပါလားဖျားပွင့်တော့လေဖျားကြောပြီးဖျားအဆုံးမကိုကြောပြီးတော့အာဝံကာမဂုဏ်ထဲမှာနစ်ပြီးတော့အာဝံကာမဂုဏ်တော်ကြီးထဲမှာပျော်နေကြပါလားကိုစမ်းစစ်ငါကိုငါတတိပေသေသွားပြီးဟိုဘက်ငါဘာမှလုပ်လို့မရတော့ဘူးနတ်ပြည်မှာပိဋကသုံးပုံရှိသလားကမ္မထမ်းပြဆရာရှိသလားဟောဘယ်နဲ့လုပ်မလဲစဉ်းစားနော်ယမပြည်20မှာရှိသလားငရေကြီးရှိတာဆိုဝေးရောပေါ့လူပြည်တိုင်းမှာလူပုံတိုင်းမှာရှိရလားထေရဝါဒနိုင်ငံမှာပဲရှိပါသည်ဟုတ်ပြီနော်ထေရဝါဒနိုင်ငံမှာပဲရှိတယ်အခြား
Jama Boda Bada so in a Udori Raji, Camaro, Joe Bio, no Mabio, no, Gino Lona. Idea Takuro Yan Mishimina now Camaro Takuro not only. No, Jama Boda Bada Udori. Payashima Kama Computer. No, Arababu Soro. Nia Dota Muijin Lo, Gino Jure, Boda Bada, Luemanula. Lueni de Mayana, Miajan, Hobila. Ada Jamu, Josia Gauna, the Camarubia, Budura Nalibo, Hala. No so a Yosom Biole, Payane, Kama Computer. Get through Bada, Buddha Bada Veno. A Yuri Luera, Toro Luemodula. Ada Babileso, Mia Dot, Rida Yajin Lode. Payaudo, Ginura, Vetagono, Lugina, Luemodula. E Adama, Mahayanari, Miashi did, Kaimori. Tira wara ngane ngama Camaro Lula Pita. Are Mama Shibamo Yola and Oyo. The gay on over it, Jogada Amame, Yolia, Camaro Jama Baban and Joma Vivu the Gargonia. Oh, Babulesro. A Bidima Boesuraga, Nina Jimbalo, Ludi Lana Yamamla. Lamana Naimu, Jimba de Boguale, Majimba Naimuno. Pobole Machina, Akulu Pida Gitiala Naimosra, Murema Mayana. Hobila, Maabu Nijara, I look Jara. I don't Garamari who Amugazanayame, Shina Mune Wiame, no soon the cook within Lily and Pojamare, Miaswabia Hogera. I don't, Abagizo Danaga, Daniel Nipagoza Abagabo, Pulito Nanugato, Nasa Kota Masri Gasi, Yina Wimbede Uba Wore Yon, so that Pokeliha, Miaswabiago, Joe Chimano Magomu, no, Yogi to the Jamalisan. Aria Turo, Pina Shido, Kaya Poya Chite. They did Bobonli so that a big leader Malobane. Oh, Venele, Miazavia Mavino, Hobina, Pina Shi Turo, Kaya Poya Chite. A bit so that they did leader Malobane, so Camaro, a GG lonely Jani. Hobino, they did Momoliaji and Nelly Saliman, Nelly. That down, Anida, Anicha, Loli Mesude, they Momoli, Malone Suro, Camaro, Aun Gamagoma, Gigi Mama, Dune, Dane, Mamma Jaula. Ida would Garamari, Lily Nenesinale Ba, Miaswa Biaga, Momon, the Abi Kalida, Maloa, Ada alone, no, under the Jiba, the Lupiot Havale, Naruada, do the Jima Zwane, Abitema, Nimuni, Naru, the Lunilu Madenovala. Tajo Mayajo, Amiajo and Red. Need any day, no Nilangala, or Yunga Niabido. Maybe they win at Tandra, we address the chain the nine and nai, a daytime, 2 years ago, the card laid among Amalona Novala. I beat the Jima or Juluni Viola. Miazovia Majade, a bidigo. Muli Mucho, Nene Lane, Chibido and Juluni Vala. Miazovia, they Momo, a big lead on Mamma Lubanesuda. I go lower to the Manazura, I don't like Dilla Gitemula. I don't like Dilla G. loaded of Paya, Jovia, Bomaya Majaula. Miazovia Zagan not on the Ella. Oh, Miazovia Zagan Nama town near Bogu Pinivala. Didi Chajami, Hobila. Nga Paya Somarago. Payaga, Tea Modiwana, Nga Quamauta Boguvala. Quamauto Quaga, Bebo Mina Biwale. A Tebe Biwala, Albe Biwala. I may a Camaro, a no Nini Biora, come out the Bogoza, Begogenia. I believe I genie de Bogori, Hobila. Hobila, now come out Homla. I listen a change she did, Hobino, Uzino, a Janian Dokuro, Viva me, Camaro Govaga Lugidi, ne the Guapi da Gidi. Uzina, I love the ma. No, Uzina, I love the ma. Tede Bioa Mesosian, Camaro Mata. Uzine, Koyas Kamajin Musu de Bogodi. The Jane Loma Muin the Bogodi. Pawama, Dambumishibu. Arago Mata. Hobila. Uzine, Koyas again, the Jane Loma, Majine Bogodi. Pawama, Dambu made a Bogodi of Kibare. Hobila. Uzine, the Jane La, Jim Piloshi, Camaro, Goba, Diva me. Hobila. Pale, Bedavole, Bales, Radiji, and La Jinji. Uzinga, Camaro yet, the Jinsen ye,
သေတဲ့အခါမရှိမလားမျက်နှာငယ်လေးနဲ့အာကုန်မရတဲ့မျက်နှာငယ်မျိုးနဲ့မသေးရအောင်ဟုတ်ပြီလားသေတဲ့အခါမှာသေရတော့မယ်ဆိုတဲ့ယောဂဖြစ်လာရင်စိတ်တရားဆောက်တရားမရဖြစ်မလာဘူးလားအသက်တော်နှလုံးတော်ရင်ခုန်တဲ့စိတ်တွေဖြစ်မလာရအောင်ယောဂဝေဒနာဘလောက်ပဲရက်ဆက်ခမရတို့ပြုံးလေးနဲ့နေနိုင်ရအောင်ဟုတ်ပြီလားသေပြီးတဲ့အခါကျတော့လည်းမကောင်းတဲ့နမိတ်တွေမရရအောင်ဥစဉ်ပေးနိုင်သည်ဟုတ်ပြီလားအာမခံတယ်ဥစဉ်ဒီမှာမဟုတ်ဘူးဥစဉ်မန္တလေးရန်ကုန်ဆိုတာပေါ့တော့မန္တလေးဆိုရင်ဥစဉ်တရားဟုတ်ဆိုသံဃာတွေတပုံကြီးပဲနာကြတယ်ဘာဖြစ်လို့ဆိုဟိုးရင်တော့သင်းခဲနဲ့ပေါက်ခံရတာသင်းဆရာတော်ကြီးကအခုလဲသာမတပေပဒလာပြန်ပြီလားနောက်တစ်ကောင်ဆိုပြီးလာကြတာငြိမ်းညာပဲပြီးလဲပြီးတော့တရားစခန်းဘယ်တော့လဲလာမေးတယ်ဥစဉ်ကိုပြောစရာမရှိဘူးဟုတ်ပြီလားအခုတရားပွဲမန္တလေးမြို့ထဲမှာတကယ့်နေရာတွေမှာ9ဘောရှိသွားပြီလောက်တာသံဃာတွေအများကြီးနာကြတယ်အခုချိန်ဒီဥစဉ်ကိုတလုံးအပြစ်ပြောစရာမရှိဘူးဘာဖြစ်လို့ဆိုဥစဉ်ကတဲ့တယ်ပြောတာဥစဉ်ပေါက်အောင်ကျင်ထားတာကိုအရိယသူတော်ကောင်းတို့သိရမြတ်တဲ့ယုတ်နံပရမတ်ကိုပိုင်းခြားမြင်ထားတာသင်္นานတက်ပြီးတော့ပြတာမဟုတ်ဘူးနော်အဟောနဲ့ဘောနဲ့ပြတာမဟုတ်စာဖတ်ပြီးပြတာမဟုတ်နော်နာပြီးပြတာမဟုတ်သင်္นานတက်ပြီးပြတာမဟုတ်ကိုယ်တိုင်ပေါင်းမြောက်အောင်ကျင့်ပြီးမှခင်ဗျားတို့ပြအဲ့တော့ကြောင့်ဦးဇင်းကအာမခံတယ်မျိုးတွေမှာတရားဟောလို့ရှိရင်ခင်ဗျားတို့အသေးတအောင်ပြပါမယ်ဟုတ်ပါမလားစာချုပ်တာလာခဲ့ဦးဇင်းအဲ့လိုပြောတာနော်အလကားကျွေးပြီးအလကားပေးမယ်အရှင်ပြအာမခံမလားဆိုလာစာချုပ်ထားလိုက်အဲ့လိုဦးဇင်းဟောတာနော်အဲ့ဒါမို့ခင်ဗျားတို့လည်းဒါဦးဇင်းကတကြိမ်ကိုယ့်ရဲ့စခန်းလာမကျင့်နိုင်လို့ရှိရင်မှတ်ထားလိုက်ပါငါဒီဘဝမှာတန်ဖိုးမဲ့တဲ့ပုဂ္ဂိုလ်အာကိုမဲ့တဲ့ပုဂ္ဂိုလ်နောင်ဘဝမှာမကောင်းရသွားမဲ့ပုဂ္ဂိုလ်ထဲမှာငါပါနေပြီသင်းဆရာတော်နဲ့ဒါဦးဇင်းကမဲဆွဲဖို့ကိုယ်ွယ်ဖို့မပါဘူးနော်ဦးဇင်းအဲ့ဒါတွေဝါသနာမရှိဘူးနော်ကတုံးကြီးနဲ့ဘုန်းကြီးတွေမဲဆွဲတာတွေစီယုံတာတွေသူတော်ကောင်းအလုပ်သူတော်ကောင်းစိတ်မဟုတ်တာဦးဇင်းလုံးဝမထားဘူးနော်အဲ့တော့ကိုယ့်ရဲ့စခန်းလာကျင့်တဲ့ခါကျတော့ခင်ဗျားတို့ထင်တာတွေအကုန်လွဲကုန်လိမ့်မယ်ကဲနမူနာပြောကြအောင်အကယ်၍လူတယောက်ကအမျိုးသမီးတယောက်ကခလေးမွေးပြီဆိုတော့မမွေးနိုင်တော့ဈေးုံတက်ပြီးတော့ဘိုက်ခွဲမွေးရမယ်တဲ့ဘိုက်ခွဲနေတဲ့အချိန်မှာမေသေးပေးထားပြီမေသေးပေးပြီးဘိုက်ခွဲတဲ့ခါကျတော့ဘိုက်ကိုတထွာလောက်ခလေးတစ်ကောင်လုံးထိုးလို့ရအောင်ခွဲတာအမလေးလို့ထားအောင်သလားဘာဖြစ်လို့လဲမေသေးပြီးတော့ဆင်းရဲသလားစိတ်ရှိတယ်နော်စိတ်ရှိတယ်ဒါပေမဲ့ယုတ်ကြီးကိုတထွာလောက်ခွဲလိုက်တာဆင်းရဲတယ်လို့ရှိသလားဒါဖြင့်ဗမာရှိတာလေစိတ်ကဒုက္ခအာယုံကိုမဆက်ဆံရင်ဆင်းရဲသလားမိတွေတောင်းနေတယ်ခင်ဗျားတို့သွားမကရင်ပူပါမလားမိရတော့သဘာဝအတိုင်းလောင်ကျွမ်းမနေဘူးလားလောင်ကျွမ်းတဲ့မိမှာဆင်းရဲချမ်းသာဆိုတာရှိသလားမရှိဘူးသူသဘောသူဆောင်တာပဲရှိတယ်အဲ့တော့ကိုကသွားကင်လို့ရှိရင်ကင်တဲ့လူမှာဒုက္ခမရဘူးလားဒါမိကြောင့်လားကိုသွားကင်လို့လားအခုလဲဒီလိုပဲအောက်ကဓာတ်လေးပါဓာကြီးခွဲတာကဆင်းရဲတာလည်းမရှိဘူးချမ်းသာတာလည်းမရှိဘူးဟုတ်ပြီလားအဲ့ဒီဒုက္ခအာယုန်ကြီးကိုစိတ်ကသွားပြီးတွေးထိဆက်ဆံလိုက်မယ်ဆိုရင်ဆင်းရဲမှုမရဘူးလားရတာကယုံမှရသွားတာလားစိတ်မှရသွားတာလားဒါဆင်းရဲတဲ့ဆိုတာစိတ်မှလားယုံမှလားဟောအဲ့တော့ခင်ဗျားတို့ကယုံမှဆိုသွားဆွဲထားတာမှားမနေဘူးလားအောက်ကကြိုက်တာခဲတာထုံတာကျင်တာကြောင့်ဆင်းရဲတယ်မခံနိုင်ဘူးဆိုပြီးကြောက်ပြီးသိရင်မလာကြဘူးမဟုတ်ဘူးလားအဲ့တော့ဆင်းရဲတယ်ဆိုတာကကြိုက်တဲ့ခဲတဲ့နေရာမှာလားစိတ်မှလားအဲ့ဒီစိတ်ကိုအကယ်၍တရားထိုင်နေရင်နဲ့ဝေဒနာတွေပြင်းထန်စွာတက်တဲ့ချိန်မှာဦးဇင်းကမေသေးပြီးထားလိုက်မယ်ဗျာမိစားနဲ့ထူးမယ်ဗျာဆင်းရဲသေးလားဒါဖြင့်ဆင်းရဲတယ်ဆိုတာဘာမှလဲစိတ်မှဆင်းရဲတာကိုစိတ်မှချမ်းသာအောင်မပြုပြင်မဲနဲ့ယုတ်ကြီးကိုသွားပြုပြင်နေဆိုတာမှန်ပါမလားအဲ့တော့ယုတ်ကြီးမှဆင်းရဲတာမရှိတာကိုယုတ်မှဆင်းရဲပါတယ်လို့ညင်နေတာအမြင်မှားလားအမြင်မှန်လားအမြင်မှားပုဂ္ဂိုလ်တွေကပြောတော့ငကိုတွေကပုရုဇဉ်အမြင်မမှားနေတဲ့ပုရုဇဉ်ကအမြင်မှားနဲ့မကြည့်နိုင်တော့ဟုတ်တာပေါ့ကြာတယ်နာတယ်မခံနိုင်ဘူးဘယ်ဖြစ်ပါမလဲကြောက်တယ်နာတယ်လည်းအမြင်မှားပြီးပြောမလားဘူးလားအဲ့တော့တရားဓမ္မတွေပုရုဇဉ်ကိုပုရုဇဉ်ကပြောတော့ပုရုဇဉ်ပဲဖြစ်မှာပေါ့အရိယာကပြောတော့အရိယာဖြစ်မှာပေါ့အရိယာကသူတော်ကောင်းပြောရုပ်မှာဆင်းရဲချမ်းသာမရှိစိတ်မှာအဲ့ဒီစိတ်ကိုသိသိစီထားလိုက်မယ်ဆိုလို့ရှိရင်ကမ္မထမ်းအာယုံတစ်ခုမှသိသိစီထားလိုက်မယ်ဆိုဒီစိတ်ဒီဒုက္ခကိုသွားဆက်ဆံသေးလား10 နာရီထိုင်တော့လဲဒုက္ခကိုမဆက်ဆံဘူးဆိုရင်ဆင်းရဲတဲ့ချမ်းသာတွေဆိုတာကြားတယ်နာတယ်ရှိသေးလားဩအဲ့လိုဆိုစိတ်ကိုဒုက္ခနဲ့မဆက်ဆံမနဲ့ဒုက္ခလွတ်တဲ့အာနာပါနကမ္မထမ်းလေးမှာလုံးလုံးချုံချုံအိန္ဒြိယတံဝရသီလနဲ့စောင့်ထိန်းထားလိုက်မယ်ဆိုရင်အဲ့ဒီစိတ်ကလေးကဒုက္ခပီတိဒုက္ခဆိုပြီးချမ်းသာမနေဘူးလား
ခုနကတော့မွေကြိုက်တဲ့မထေမွေစိတ်ကအမတန်ပြင်းတာပဲဒါပေမဲ့သူ့ရဲ့စိတ်ကဓမ္မအောင်ဆိုတဲ့ကိလေသာငြိမ်းရအာယုမှာစိတ်ကလေးကိုဆက်ဆံတော့ပီတိဒုက္ခဆိုချမ်းသာမနေဘူးလားစိတ်ကလေးကအပေါ်မှာချမ်းသာနေတယ်အောက်ကမွေစိတ်ကတက်နေတယ်မွေစိတ်ကတက်နေတဲ့မထေမှာမွေစိတ်တက်လို့ပြင်းထန်တဲ့ပူတဲ့လောင်တဲ့ဆင်းရဲတယ်ဆိုတာရှိသလားအဲ့လိုဆိုရင်ဆင်းရဲချမ်းသာဆုံးပြရမှာစိတ်မှာဆုံးပြရမယ်စိတ်ကိုဆင်းရဲတဲ့အာရုံနဲ့မပေါင်းဘဲနဲ့ဆင်းရဲမှုချုပ်တဲ့အာရုံနဲ့ပေါင်းပြီးတော့သီလဆိုတဲ့အိန္ဒိယတံဝရသီလနဲ့စောင့်ထိန်ထားမယ်ဆိုလို့ရှိရင်ဒီစိတ်ကလေးကဘယ်ပြေးဦးမလဲပြေးရရှိသေးလားမပြေးတော့တဏှာထဲမှာပီတိဒုက္ခဆိုငြိမ်းချမ်းပြီးမသေးဘူးလားအဲ့ဒီလိုလားလေးချင်းလို့တတ်မယ်ဆိုရင်သေတဲ့ကဒီစိတ်ကလေးကဘယ်မှမပြေးပဲနဲ့သောကပရိဒီဝါမိသားအကြောင်းတွေးသောကသမီးအကြောင်းတွေးသောကသေရတော့မယ်အကြောင်းတွေးသောကပစ္စည်းတွေအကြောင်းတွေးသောကအဲ့ဒီစိတ်ကလေးကလုံခြုံတဲ့နေရာမှာထိန်းပြီးတော့ထိုင်ပီတိဒုက္ခဖြစ်နေတော့ဒေါမနတသောကအာယုန်နဲ့မဆက်ဆံတော့စိတ်မှာဆင်းရဲသေးလားအဲ့ဒါကိုခမရတော့မသေးခင်ကြိုတင်မလုပ်ဘဲနဲ့ဒီတိုင်းကြီးနေမယ်ဆိုရင်သေရင်ဒီတိုင်းကြီးသေရတော့မှာဟုတ်ပြီလားအမလေးနဲ့អော်သေရတော့မှာအဲ့တော့မေတ္တာသုတ်လာအချက်15ချက်ကမြတ်စွာဘုရားတရားကျင့်တဲ့ပုဂ္ဂိုလ်တွေအတွက်တရားရနိုင်ရန်အတွက်ညွှန်ကြားထားတဲ့စီကံချက်15ချက်အဲ့ဒီ15ချက်ထဲမှာခင်ဗျားတို့ဘယ်နှချက်ပါသလဲကဲမဖြေနိုင်ဘူးဟုတ်ပြီလားဖယားအာနာဖို့ကောင်းတယ်ဟုတ်ပြီနော်အဲ့တော့တရားဓမ္မတွေလောက်တော့တော်တော့ပါပြီနော်သိရင်သွားခြင်းတာကြောက်เสียကောင်းသလားဘုန်းကြီးကမလုံးမရှင်းနဲ့နေခိုင်းတာကဘာလုပ်ခိုင်းတာလဲဒုက္ခဝေဒနာတနေ့သေတဲ့အခါပေါ်တဲ့အခါမှာစိတ်ကလေးကဒုက္ခဝေဒနာသွားဆက်ဆံမဲ့စိတ်ကလေးကိုမဆက်ဆံအောင်သိသိတတ်အောင်လို့သင်ပေးတာဟုတ်ပြီလားကိုကမသိသိနိုင်တော့ဝေဒနာသွားပေါင်းပြီးမဆင်းရဲဘူးလားသိသိတတ်ပြီးတော့လေ့ကျင့်ပေးလိုက်တော့လေ့ကျင့်မှများတော့တိုင်းသမားလို့တတ်သွားတယ်ရန်သူဘလောက်ရက်သူခံရသေးလားအခုလဲဒီလိုပဲလေ့ကျင့်မှုလောက်ရတဲ့ကြိုတင်သိသိမှုလောက်ရတဲ့ပုဂ္ဂိုလ်သည်မိဘေးရှောင်မလောင်ခင်တာဆိုတဲ့ကဲ့သို့တနေ့သေရမဲ့သေပွဲမှာဘလောက်ပဲသေအောင်တတ်တာဒီစိတ်ကလေးဒီကိုနိုင်နေအောင်သိသိပြီးတော့ကိလေသာနဲ့တဏှာကိုတတ်လိုက်မယ်ဆိုရင်ဟုတ်ပြီလားငြိမ်းချမ်းပြီးသေရတဲ့အတွက်ကြောင့်ငြိမ်းချမ်းတဲ့ဘဝရောက်မှသေကြပါသည်ဟုတ်ပြီလားရှေ့ဘဝလည်းမြတ်တဲ့ဘဝရောက်ချင်ရင်သေတဲ့အခါလည်းမပင်မဆင်းရဲပဲနဲ့သေခြင်းရင်သိရင်ကိုလာခဲ့ဟုတ်ပြီလားအလကားပြုပြီးအလကားပြီးမယ်ဟုတ်ပြီနော်ဒီနေ့အဘိဓမ္မာအလူရှင်များနဲ့တကွာကြောက်ရတရားနာကြတဲ့အပရိသပေါင်းသူတော်ကောင်းတို့ဟာဓမ္မနောက်ကပဲပြန်လဲချင်းမြင့်ဟောကြားတဲ့ဟုတ်လားအရိယာတို့သူတော်ဝိပဿနာကျင့်ရရင်လိုက်နာရမယ်စီကံချက်တရားဟောကြားတဲ့တရားနာကြတဲ့တကွာနေတဲ့ကြောင့်တရားကျင့်ကြတရားနာကြတရားဟောတော်ကြတဲ့ပုဂ္ဂိုလ်ပေါင်းသူတော်ကောင်းတို့ဒီတဘွားတဲ့နဲ့အရိယာသူတော်ကောင်းတို့ရဲ့အဆုံးအမကိုနာခံနိုင်ပြီးလင်မိမိရဲ့စိတ်ကိုမိမိဆုံးမလျက်ကိုယ့်ကိုယ်သတိပေးလျက်ကိုယ့်ကိုယ်နှိုးဆော်လျက်မတရားဖို့တရားကျင့်ကြံနိုင်တဲ့စိတ်တွေမွေးဖွားနိုင်ပြီးလင်အာသင်္ကရတနိဗ္ဗာန်ရွှေပြည်မြတ်သို့ရလွယ်ရောက်လွယ်မျက်မှောက်ပြုလွယ်နိုင်ရပါစေကုန်သတည်း